တရာလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြီးတော့ပြန်လဲလို့ကြိုဆိုလိုက်ပါတယ်ဒီ channel လေးမှာဆိုလို့ရှင်တော့ဇလန်းကောင်းလေးများစွာကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေရမလို့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လည်း like and subscribe လုပ်ထားပြီးတော့ပြီးနောက်ခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါဦးရှင်ဒီကနေ့မှာတော့စုံမတ်ဆိုတဲ့ဇလန်းလေးရဲ့အစအဆုံးကိုဖျက်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အညာဒေတာရဲ့နေရာတည်နေမင်းကြီးကမိုးတက်ချိန်ကိုရောက်လာတဲ့အမျှပုံမိုပြင်းထန်စွာပူပြင်းကြောက်ပလာတယ်ကက်တရာလမ်းမချက်မှာလေဘူးတွေကတဝေးဝေးလွင့်မျောနေပြီးလမ်းဘေးဝဲရာရှိကုတ်ကိုပင်ကြီးတွေရဲ့အရေးကိုကောင်းစွာမပေးနိုင်ပဲနွမ်းလျနေကြပုံရှာတယ်အဲ့ဒီပူပြင်းလာတဲ့လမ်းမကြီးပေါ်မှာနိုင်ငံတော်အစိုးရရဲ့အနက်ရောင် SUV ကားကြီးတစ်စီးကရှေ့ကနေလုံခြုံရေးရင်နှန်းချမ်းရံပြီးခန့်ရားထဲဝါစွာမောင်းနေလာနေရင်ကားနောက်ခန်းမှာရှိရဲ့တရေထိုင်ကုန်ပေါ်မှာမိထိုင်ရင်းနဲ့လေးဘေးဇက်ကထွက်ပေါ်လာတဲ့လေးအေးကိုခံစားနေသူဟာတခြားသူမဟုတ်ပါဘူးဒီခရိုင်တစ်ခုလုံးကိုအုပ်ချုပ်ရမယ်ခရိုင်အုပ်ချုပ်ရေးမှူးခရိုင်ဝင်မင်းအသစ်ဆက်ဆက်ခန့်ဖုံးမယ်ဖြစ်တယ်ခန့်ဖုံးရဲ့မျက်နှာမှာခံညာတည်ငြိမ်မှုအောင်မြင်မှုတို့အချင်းသားပေါ်လွင်နေပေမဲ့သူ့ရဲ့မျက်ဝန်းအိမ်ထဲမှာတော့ဖုံးကွယ်မရနိုင်တဲ့လွမ်းမောဖွယ်အတိတ်ရိပ်ရောင်တွေကကင်းရောက်နေစေပဲဖြစ်တယ်ဒီမြို့လေးကသစိမ်းပြင်ပါမြို့တစ်မျိုးမဟုတ်ပါဘူးလွန်ခဲ့တဲ့10နှစ်ခန့်ကသူကြီးပြင်းခဲ့ရာသူပညာသင်ကြားခဲ့ရာအဲဒီထပ်ပို့ပြီးသူ့ဘဝမှာအချစ်အဆုံးသောမိန်းမတစ်ယောက်နဲ့အတူတူဘဝကိုရိုးရှင်းစွာတည်ဆောက်ခဲ့ဘူးရာဇာတိမြေပဲဖြစ်တယ်10နှစ်အချိန်နေတောင်မှတော်တော်ကြာသွားခဲ့ပြီပဲခန့်ဖုံးကကားပြတင်းပေါက်ကနေတဆင့်အပြင်ဘက်ကိုရင်းနှီးကျွမ်းဝင်နေစေဖြစ်တဲ့မြို့ကလေးရဲ့မြင်ကွင်းကိုငေးကြည့်ရင်တိုးတိတ်စွာနဲ့ရေရိုးလိုက်မိရဲ့ရှင်းနေဆိုတဲ့အချိန်ကာလဟာလူတစ်ယောက်ရဲ့ဘဝကိုအောက်ခြေကနေပြီးထိတ်တန်းအရာရှိကြီးတူဖြစ်လာစေဖို့လုံလောက်တဲ့အချိန်ဖြစ်ခဲ့သလိုရင်ဘတ်ထဲကအနက်ဆိုင်ဆုံးထံရတစ်ခုကိုအမြင့်တွယ်သွားစေဖို့အတွက်လုံလောက်ခဲ့ပါတယ်လွန်ခဲ့တဲ့10နှစ်ခန့်အဲ့ဒီချိန်ကခန့်ဖုံးဟာအခုလိုဩဇာအာဏာရှိရဲ့အရာရှိကြီးတူမဟုတ်ခဲ့ဘူးအစိုးရအလုပ်တစ်ခုလုပ်ဖို့အတွက်စူးစမ်းနေစေဘဝကိုခက်ခဲစွာရုန်းကန်နေရစေလူငယ်တဦးသာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်ကသူ့ဘဝမှာအဖိုးတန်ဆုံးသောယတနာတစ်ပါးရှိခဲ့တယ်အဲ့ဒီယတနာလေးဟာသူ့ရဲ့ဇနီးတဲ့နှင်းယူပဲဖြစ်တယ်နှင်းယူဟာရုပ်စင်းအင်္ကာလှပယုံမြတာမကစိတ်တဘောထားပြေဝပြီးခံပုံးပေါ်အလွန်မင်းနားလေပေးနိုင်တဲ့မိန်းကလေးဖြစ်တယ်သူတို့နှစ်ဦးရဲ့အိမ်ချောင်ရေးရဆင်းရဲပေမဲ့ပျော်ရွှင်စရာကောင်းခဲ့တယ်ဒါပေမဲ့လောကရန်ရဲ့လှိုင်းတဘိုးတွေဟာသူတို့နှစ်ဦးရဲ့သိငယ်တဲ့လေငယ်လေးကိုကြမ်းတမ်းစွာနဲ့ရိုက်ခတ်ခဲ့ကြတယ်မနာလိုသူတချို့ရဲ့လောက်ကျန်ဖန်တီးထားတဲ့မဟုတ်မမှန်ဆွဆွဲချက်တွေအဲ့ဒီဆွဆွဲချက်တွေကိုအယုံကြည်လွယ်တဲ့နှစ်ဖက်မိသားစုဝင်တွေရဲ့ဝင်ရောက်ဆွဖက်မှုတွေကခံဖုံးတဲ့နှင်းယူတို့ကြားမှာရှိတဲ့ယုံကြည်မှုကိုတဖြည်းဖြည်းတိုက်စားသွားခဲ့တယ်မိသားစုရဲ့ပြင်းထန်တဲ့ဖိအားပေးမှုတွေနေ့စဉ်နဲ့အမျှကြုံတွေ့ရတဲ့ပြဿနာတွေကြောင့်နောက်ဆုံးမှာတော့တဦးကိုတဦးအသက်တမျှချစ်လျပါတဲ့နှစ်ယောက်ဟာလမ်းခွဲခဲ့ကြရတော့တယ်။ကွာရှင်းစာချုပ်ပေါ်မှာလက်မှတ်ထိုးခဲ့ရတဲ့အိမ်လေးဟာနှင်းယူရဲ့မျက်ဝန်းကကြာဆန်းလာတဲ့မျက်ရည်ပေါက်ကြီးကိုခန့်ဖုံးကဒီကနေ့တိုင်မမေ့နိုင်သေးပါဘူး။အိမ်လေးဟာစပြီးတော့ခန့်ဖုံးကအချစ်ဆိုတဲ့ຢာကိုကြောခိုင်းပြီးသူ့ရဲ့ဘဝတိုးတက်ရင်းနဲ့ရီမန်းချက်ကိုသာအာရုံစိုက်ခဲ့တယ်။စာမှုပွဲတွေကိုစူးစမ်းဖြည့်ဆို့ခဲ့ပြီးနောက်ဆုံးတော့ထိတ်တန်းအရာရှိကြီးတဦးဖြစ်အောင်မြင်မှုပန်းတိုင်ကိုလှမ်းကင်နိုင်ခဲ့တယ်။ဒါပေမဲ့အောင်မြင်မှုတွေရဲ့နောက်ကွယ်မှာဟာလာဟင်းလင်းဖြစ်နေတဲ့ရင်ဘတ်တစ်ခုနဲ့နှင်းယူအတွက်နောင်နာတရားတွေအမြဲတမ်းချောက်လန့်နေခဲ့တယ်။ဆရာခရိုင်ရုံးကိုရောက်ပါပြီခင်ဗျ။ရှေ့ကရင်မောင်းရဲ့အတန်ကြောင့်ခန့်ဖုံးရဲ့အတွေးစားတွေပြတ်တောက်သွားခဲ့တယ်။ကားခရိုင်အုပ်ချုပ်ရေးမှူးရုံးရဲ့ကြီးမားကျယ်ဝန်းတဲ့ခြံဝန်းကြီးတဲ့ကိုဝင်ရောက်လာခဲ့ပြီပဲဖြစ်တယ်။ရုံးရှိမှာသူ့ကိုကြိုဆိုဖို့ခရိုင်ဆင့်ဌာနဆိုင်ရာအကြီးအကဲတွေဝန်ထမ်းတွေကတေသက်စွာနဲ့တန်းစီစောင့်ဆိုင်နေကြတယ်။ကားတကားပွင့်သွားတဲ့ခန့်ဖုံးကတည်ငြိမ်တဲ့ခြေလမ်းတွေနဲ့ဆင်းလာခဲ့တယ်။တာဝန်ရှိသူတွေကသူ့ကိုရိုသေစွာအလေးပြုကြပြီးကြိုဆိုနှုတ်ဆက်ကြတယ်။ခန့်ဖုံးကအားလုံးရင်းနှီးစွာနဲ့ပြန်လဲနှုတ်ဆက်ရင်ရုံးခန်းထဲကိုဝင်ရောက်လာခဲ့တယ်။ဆရာအတွက်လိုအပ်တာတွေအကုန်စီစဉ်ထားပြီးပါပြီ။ဒီနေ့တော့ခီးပန်းလာတာဆိုတော့အိမ်တော်မှာပဲအနားယူလိုက်ပါဆရာ။မနက်ဖြန်မှာရုံးလုပ်ငန်းတွေစတင်မှုစီစဉ်ထားပါတယ်လို့
ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးကလေးစားစွာနဲ့တင်ပြလာတယ်။ရပါတယ်ကျွန်တော်မနာတော့ပါဘူးဒီမျိုးကကျွန်တော်ဇာတိမျိုးဆိုတော့အရင်ဆုံးမျိုးတဲကိုတစ်ပတ်လောက်တော့ကြည့်ကျင်တယ်။အခြေအနေတွေဘလောက်ပြောင်းလဲသွားပြီလဲဆိုတာသိကျင်လို့လုံခြုံရေးအများကြီးမလိုပါဘူးတာမန်ကားတစ်စီးနဲ့သွားကြတာပေါ့။ခံဖုံးရဲ့အမိန့်ကြောင့်လည်းအားလုံးကအနှဲငယ်အံ့ဩသွားပြီမယ်အမြန်းဆုံးစီစဉ်ပေးခဲ့ကြတယ်။တိတ်မကြခင်မှာပဲခန့်ဖုံကဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနဲ့အတူတူရိုးရိုးကားတစ်စီးနဲ့မြို့အတွင်းကိုလည်းထွက်ခွာလာခဲ့ပါတယ်။ကားလျာမြို့ရဲ့အစီကားဆုံးဖြစ်တဲ့ဗဟိုဈေးကြီးအနီးရှိလမ်းမကြီးပေါ်ရောက်ရှိလာတယ်။ရှင်းနေဆိုတဲ့အချိန်ကာလအတွင်းမြို့လေးကအတော်တန်တိုးတက်လာခဲ့တယ်။အဆောက်အအုံအသစ်တွေဆိုင်ကန်းအသစ်တွေများပြားလာတယ်။ဒါပေမဲ့လမ်းဘေးပလက်ဖောင်းပေါ်မှာတော့နေပူကျဲကျဲအောင်မှာထီးရွက်စုပ်ကလေးတွေစောင်းပြီးဈေးရောက်နေရဆဲဖြစ်တဲ့လက်လုံးလက်စားဈေးသည်တွေများစွာရှိနေဆဲပဲဖြစ်တယ်။ခံဖုံးကကားမှန်ကိုအနှဲငယ်ချပြီးလမ်းဘေးဝဲရမှာရှိရဲ့မြင်ကွင်းတွေကိုငေးကြည့်နေမိရဲ့အဲ့ဒီအချိန်မှာသူ့အာယုံဖန်ဆားသွားတဲ့မြင်ကွင်းတစ်ခုကမျက်စိရှိမှရုတ်တရက်ပေါ်လာခဲ့တယ်။ဈေးထိန်နာရှိလူသွားပလက်ဖောင်းပေါ်မှာဖုန်နေပေးရနေပြီးတော့ပလတ်စတစ်ခင်းလေးတစ်ခုပေါ်မှာကစွန်ရွက်ခရမ်းကျင်သည့်စားတဲ့ဟင်းသီးဟင်းရွက်အနှဲငယ်ကိုပုံပြီးရောင်းနေတဲ့အမျိုးသမီးတူသူမရဲ့ကိုယ်ပေါ်မှာအယောင်လွင့်နေတဲ့ထမိန်အဟောင်းနဲ့ချီတဲ့အင်ကြီးအနွမ်းလေးကိုဝတ်ဆင်ထားတယ်။ပူပြင်းလာတဲ့နေရောင်ချောင်းကိုကောက်ွယ်ဖို့အတွက်ခမောက်စုပ်ကလေးတစ်ခုကိုစောင်းထားပြီးမျက်နှာမှာလည်းချွေးပေါက်တရားတီးနေရဲ့။ကားအဲ့ဒီအမျိုးသမီးနီးကိုဖြင်းညင်းစွာနဲ့ဖြတ်တန်းသွားချိန်မှာဖောက်တဲ့တဦးနဲ့စကားပြောဖို့သူမကခမောက်အနှဲငယ်ပင့်ကျင်လိုက်တယ်။အဲ့ဒီခဏမှာပဲခန့်ဖုံရဲ့ရင်ဘတ်တစ်ခုလုံးပြောင်းဆန်သွားခဲ့တယ်။သူ့ရဲ့နှလုံးခုန်တန်တွေရုတ်တရက်ရက်တန့်သွားသလိုခံစားလိုက်ရတယ်။အသက်ရှူဖို့ပင်မေ့လျော့သွားခဲ့တယ်။အဲ့ဒီအမျိုးသမီးရဲ့မျက်နှာသွင်ပြင်းနွမ်းနယ်နေတဲ့ပုံစံဟာတစ်ချိန်ကသူ့အလိုရခဲ့တဲ့အဲ့ဒီမျက်ဝန်းတွေဟုတ်ပါတယ်။တခြားသူလုံးဝမဖြစ်နိုင်ဘူး။နှင်းယူခန့်ဖုံးရဲ့နှကန်းပြအမည်နာမတစ်ခုအလိုလျောက်ထွက်ပေါ်လာခဲ့သူ့ရဲ့တန်ဟာကြုံရင်နေပြီးမျက်ဝန်းတွေကလည်းမယုံကြည်နိုင်မှုတွေနာကျင်မှုတနာကျင်နာမှုတို့ဟာကြပြိုင်နဲ့ထဲရောရှက်နေရဲ့ကားဆက်ချင်ရက်လိုက်စမ်းခန့်ဖုံကအတန်ကြကြဲနဲ့အမိတ်ပေးလိုက်တာကြောင့်ရင်မောင်းဟာအလန့်တကြားနဲ့ဘရိတ်ကိုစောင့်နှင်းလိုက်ရတယ်ကားရက်သွားတဲ့ကြပြိုင်နဲ့ထဲခန့်ဖုံကကားတကားကိုတွန်းဖွင့်ပြီးအပြင်ကိုအမြန်ဆင်းလိုက်တယ်အနောက်ကဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဆောင်ရှောက်တရားအံအားသင်းစွာနဲ့ကမန်းကရန်လိုက်ဆင်းလာကြတယ်။ခန့်ဖုံရဲ့ခြေလမ်းတွေကလမ်းဘေးမှာဈေးရောက်နေတဲ့အဲ့ဒီအမျိုးသမီးစီကိုတက်တက်မမတ်ဦးတည်နေရဲ့နေပူပူဖုံထူထူလမ်းမကြီးပေါ်မှာဩဇာအာဏာရှိရဲ့ခရိုင်ဝင်မင်းတဦးကလမ်းဘေးဈေးတဲ့တဦးစီကိုမျက်ကြောင်မခတ်တန်းစိုက်ကြည့်ပြီးရှောက်သွားနေခြင်းဟာပတ်ဝန်းကျင်ကိုလူများရဲ့အာရုံဖန်ဆားသွားစေပါတော့တယ်။သူမအနီကိုရောက်လာတဲ့အခါခံဖုံးရဲ့ခြေလမ်းတွေရက်တန့်သွားတယ်။အနီးကပ်မြင်တွေ့ရချိန်မှာတော့သူ့ရဲ့ရင်ထဲမှာစွန့်နစ်သွားရတယ်။တစ်ချိန်ကပြေဖြိုးလှပခဲ့တဲ့နှင်းယူရဲ့ပါးဖြင့်တွေဟာအခုအခါဂျိုင်းခွက်ဖြစ်နေပြီးနူးညံ့ခဲ့တဲ့လက်ကလေးတွေဟာလည်းကြမ်းကြမ်းပြီးအကွဲရာတွေထင်နေခဲ့ပြီပဲဖြစ်တယ်။ခရမ်းကျင်တီကတပုံ900ပါရှင်။လူတယောက်မိမိရှိမှလာရက်နေရကိုတတိချမိရဲ့နှင်းယူကခေါင်းမခေါ်ပဲအတန်ပြပြလေးနဲ့ဈေးနှုန်းကိုပြောလိုက်တယ်။ဒါပေမဲ့ဝယ်သူချဘာတုတ်ပြန်မှုမှမရရှိရကြောင်းသူမခေါင်းမောကြည့်လိုက်တယ်။ဒေသက်ကြားနာတဲ့တိုက်ပေါ်အင်ကြီးကိုဝှက်ဆင်ထားပြီးမျက်ရည်တွေဝဲတက်နေတဲ့မျက်ဝန်းတွေနဲ့သူမကိုစိုက်ကြည့်နေတဲ့အရာရှိကြီးတူအဲ့ဒီမျက်နှာကိုတေချစွာမြင်လိုက်ရတဲ့အခါနင်းယူရဲ့လက်ထဲမှာကင်ထားတဲ့ခရမ်းကျင်သီးလေးဟာမြေပြင်ပေါ်ကိုကျသွားခဲ့တယ်။ရှစ်နှစ်ကြာကာလအတွင်းမြို့သိပ်ချခဲ့ရတဲ့နာကျင်မှုလွမ်းဆွမှုဝမ်းနည်းမှုနဲ့နောက်ကျတရားတွေအားလုံးဟာအဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာတွင်ပင်သူတို့နှစ်ဦးကြားမှာရှိတဲ့လေထုထဲမှာပောက်ကွဲထွက်လာခဲ့တော့တယ်။ကံကြမ္မာရဟတ်ကသူတို့နှစ်ဦးကိုအစိုးရဆုံးသောအခြေအနေတွေအောက်မှာမျက်နှာချင်းဆိုင်ပြန်လဲဆုံတွေ့စေခဲ့ပြီးပဲဖြစ်တယ်။အခုအခါတယောက်ကဩဇာအိတ်မားနဲ့ပြေဆုံတဲ့ခရိုင်ဝင်မင်းနောက်တစ်ယောက်ကတော့ဘဝကိုအောက်ခြေသိမ်းရုန်းကန်နေရတဲ့လမ်းဘေးဈေးတဲ့မလေးအချိန်တွေအကွာအဝေးတွေဟာသူတို့ရဲ့ချစ်ချင်းမြတ်တာကိုတကယ်ပဲအဆုံးသတ်သွားစေခဲ့ပြီလားဆိုတာကိုတော့ကံကြမ္မာသာဆက်လက်အဖြေပေးရပါတော့မယ်။နေဘူးကျဲကျဲလမ်းမထက်မှာလွတ်ကျသွားတဲ့ခရမ်းကျင်သီးလေးတွေဟာဖုံထူနေတဲ့ကက်ကြလမ်းပေါ်ကိုလှိမ့်ဆင်းသွားကြတယ်။အဲ့ဒီအတန်ဟာစူညံနေတဲ့ဈေးတန်းကြီးထဲမှာဘသူအာယုံကိုမှမဖန်းစားနိုင်ပေမဲ့ခက်ဖုံးနဲ့နှင်းယူတို့နှစ်ဦးကြားမှာတော့ကဘာကြီးတစ်ခုလုံးရက်တန့်သွားသလိုတိတ်ဆိတ်သွားစေခဲ့တယ်
ပူပြင်းလာတဲ့လေပူတွေကသူတို့နှစ်ဦးကြားမှာတဝေးဝေးဖြတ်တန်းတိုက်ခိုက်ခဲ့တယ်။ခန့်ဖုံရဲ့မျက်ဝန်းတွေဟာနှင်းယူရဲ့နွမ်းနယ်နေရဲ့မျက်နှာလေးထံမှာတစ်စက္ကန့်မှပြင်အကြည့်မလွဲနိုင်အောင်ဖြစ်နေရဲ့။ရှစ်နှစ်ဆိုတဲ့ချိန်ကာလဟာသူမရဲ့နှုတ်နဲ့လှပမှုကိုယူဆောင်သွားခဲ့ပေမဲ့အဲ့ဒီမျက်ဝန်းအိမ်ထဲကယဉ်နီးကျန်းဝင်နေဆဲဖြစ်တဲ့အရေးအယောင်တွေကိုတော့ဖုံးကွယ်ချနိုင်ခြင်းမရှိဘူး။နှင်းတကယ်ပဲနှင်းလိုက်ရင်ခံဖောင်းရဲ့အတန်ဟာ6ကတ်တုံရင်နေရဲ့ဩဇာအာဏာအပြည့်နဲ့အမိတ်ပေးတဲ့ခရိုင်ဝင်မင်းတူရဲ့အတန်နဲ့လုံးဝမတူတော့ပဲအကျိတ်ကအမားများအတွက်နှောင်ထားရနေရဲ့ယောက်ျားတစ်ယောက်ရဲ့တောင်းပန်တန်တာလွှမ်းမိုးနေရဲ့နှင်းရဲ့ရင်ထဲမှာတော့မီတာတစ်ခုပေါက်ကွဲနေတယ်လို့မျိုးပူလောင်ပြောင်းဆန်သွားခဲ့တယ်။တေသက်ကြားနာတဲ့တိုက်ပေါ်အင်ကြီးနဲ့ယာရူးကုံရှိန်အပြည့်ရှိရဲ့သူမရဲ့ခင်မောဟောင်းအဲ့လိုမျိုးအခြေအနေမျိုးမှာပြန်တွေ့ရလိမ့်မယ်လို့သူမတစ်ချိန်တစ်ခါမှအိမ်မက်ပင်မမတ်ခဲ့ဘူးသူမရဲ့လက်ရှိအခြေအနေကိုငုံကြည့်လိုက်မိရဲ့အယောင်လွင့်နေတဲ့ထမိန်ချွေးနှမ်းနဲ့ဖုံမုတ်တွေကန်းညိနေတဲ့အင်ကြီးအနွမ်းဒါအပြင်မြေပြင်ပေါ်မှာဖုံပေးရင်နေတဲ့ဈေးပန်းချောင်းလေးရှယ်ရုံမှုတိုင်ငယ်မှုနဲ့အတိတ်ကရရှိခဲ့တဲ့နာကျင်မှုဒဏ်ရာတွေကသူမရဲ့ရင်ဘတ်ကိုစောင့်ကန်လိုက်တယ်လို့ခံစားလိုက်ရတယ်။နေယူကကတုံကရင်နဲ့မြေပြင်ပေါ်မှာခရမ်းကျင်တီကိုခမန်းကရန်လိုက်ကောက်နေမိရဲ့လူမားနေပါပြီရှင်ကျမဒီလမ်းဘေးမှာဈေးရောက်နေဈေးတွေပါလမ်းဖယ်ပေးပါအတန်အတက်နိုင်ဆုံးထိန်ချုပ်ပြီးတော့ပြောလိုက်ပေမဲ့သူမရဲ့အတန်လေးဟာတုံရီနေရဲ့မျက်နှာကိုမောမကြည့်ရတော့ပဲခမကိုငိုက်နေအောင်လို့စောင့်ချလိုက်တယ်အဲ့ဒီအချိန်အနောက်ကခမန်းကရန်လိုက်ပါလာတဲ့ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးအဆောင်တွေရောက်ရှိလာတယ်အခြေအနေကိုနားမလည်တဲ့ဒုတိယခရိုင်ဝင်ကနင်းယူကိုနှစ်မျိုးတဲ့အကြည့်နဲ့ကြည့်ပြီးရှေ့ကိုတိုးလာတယ်ဟဲ့ဈေးတယ်မှာနေဘသူနဲ့စကားပြောနေလဲသိရလားဒါဒီခရိုင်ကိုအစ်စ်ပြောင်းလာတဲ့ခရိုင်ဝင်မင်းပဲရိုင်းဆိုင်ဆိုင်နဲ့တိတ်ဆန်ဘသူမှဝင်ပါနဲ့အကုန်လုံးနောက်ဆုတ်ကြခန့်ဖုံးရဲ့ရုတ်တရက်ဟိန်းဟောက်လိုက်တဲ့အတန်ကြောင့်ဒုတိယခရိုင်ဝင်ရောလုံခြုံရေးတွေပါနေရာမှာပဲကြောက်ရွံ့လို့ရက်တန့်သွားကြတယ်အားလုံးရဲ့မျက်နှာမှာအံ့အားသင့်မှုတွေအထင်သာပေါ်လင်သွားတယ်ခန့်ဖုံးကဒေါသတကြီးနဲ့အနောက်ကိုလှည့်ကြည့်လိုက်ပြီးနောက်နှင်းယူဘက်ကိုပြန်လှည့်ပြီးလေတောင်အတက်နိုင်ဆုံးနူးညံ့အောင်လို့ပြန်လျှော့လိုက်တယ်နင်းကို့ကြည့်ပါဦးကိုပါခန့်ဖုံးမှာကိုတို့စကားခဏလောက်ပြောကြရအောင်ခန့်ဖုံးကနှင်းယူရဲ့လက်ကိုလှမ်းကင်ဖို့အတွက်ရှေ့ကိုတလန့်တိုးလိုက်တယ်မလုပ်ပါနဲ့နှင်းယူကအလန့်တကြားអော်လိုက်နောက်ကိုချိန်နှလန်းခန့်ဆုပ်သွားတယ်သူမရဲ့မျက်ဝန်းထဲမှာမျက်ရည်တွေပြေးရှံနေပြီပဲဖြစ်တယ်ကျမကြောင်းမှမှာတယ်ကျမကိုတနာရင်ဒီတိုင်းလေးပဲလွတ်ထားပေးပါခရိုင်ဝင်မင်းနဲ့ကျမလိုလမ်းဘေးစေးတဲ့နေကဘာစကားမှပြောစရာအကြောင်းမရှိပါဘူးသွားပြစေစကားဆုံးတာနဲ့နှင်းယူကမြေပြင်ပေါ်မှာကြံရိတ်ခဲ့တဲ့ပစ္စည်းတချို့ကိုဂယူးမဆိုင်နိုင်တော့ပဲလက်ထဲမှာစုပ်ကင်ထားတဲ့ပလတ်စတစ်အိတ်ကလေးတစ်ခုကိုသာပိုက်ပြီးတော့လူစီကားတဲ့ဈေးတန်းထဲကိုနောက်မကြည့်ပဲထွက်ပြေးသွားတော့တယ်သူမရဲ့ခြေလမ်းနေရာရိုင်းနေဖြစ်နေပေမဲ့ဒီနေရာကနေအမြန်ဆုံးလွတ်မြောက်ဖို့သာအားခဲချပုံရှာတယ်နင်းနေပါဦးခန့်ဖော်ကနောက်ကနေလိုက်ပြီးတော့ခေါ်ဖို့တက်ပြင်လိုက်ပေမဲ့ခြေလန်းတွေဟာရှေ့ဆက်မတိုးနိုင်ပဲရက်တန့်သွားခဲ့တယ်ဈေးတန်းထဲမှာရှိတဲ့လူအများသူတို့နှုတ်ကိုဝိုင်းအောင်ကြည့်နေကြပြီပဲဖြစ်တယ်အဲဒီလိုမျိုးလူပုံလေးမှာသူဆက်လိုက်သွားရင်နင်းယူတက်ပို့ပြီးအဆက်ရစရာအဆက်ခွဲစရာဖြစ်သွားနိုင်တယ်လို့သူကတွေးလိုက်မိရဲ့ဒါကြောင့်တဖြည်းဖြည်းဝေးကွာသွားတဲ့သူမရဲ့ကြောပြန်လေးကိုသာရင်ခွဲမတက်ငေးကြည့်နေရောတယ်လို့တခြားမတက်နိုင်ခဲ့ဘူးဈေးတန်းရဲ့နောက်ဖက်မှာရှိတဲ့လူပြတ်တဲ့လမ်းကြားလေးတစ်ခုတွေကိုရောက်တဲ့အခါမှာနင်းယူရဲ့ခြေလမ်းတွေရက်တန့်သွားတယ်ဟောင်းနှွမ်းနေတဲ့အုတ်နေရန်ကြီးတစ်ခုကိုမှီပြီးသူမထိုင်ချလိုက်မိရဲ့မွန်းကျက်နေတဲ့ရင်ဘက်ကိုဖိရင်ပါဇက်ကလည်းအသက်ကိုလူရှူနေရတယ်အဲဒီနောက်မှာတော့အောင်အင်းမျိုးတိတ်ထားသမျှမျက်ရည်တွေဟာဆဲကျိုးသလိုပေါက်ကွဲကျဆန်းလာတော့တယ်ဘာလို့လဲဘာလို့ကျမဘွားကိုဒီလောက်တောင်မှရက်ဆက်ရရလဲကန်ကျမရဲ့နင်းယူတိုးတိတ်စွာနဲ့ရှိုက်ငုံနေမိရဲ့လွန်ခဲ့တဲ့ရှင်တွေကသူတို့အိမ်ပေါ်ကနေနှင်းချခံရတဲ့နေ့ကိုသူမပြန်ပြီးတော့တတိယလာတယ်အချစ်ဆိုတဲ့အရာကိုယုံကြည်မိခဲ့တဲ့အတွက်သူမရရှိခဲ့တဲ့ဆုလက်ဟာတကူရီကွာရှင်းပြက်ဆဲခံရခြင်းနဲ့လောကရန်ရဲ့ရက်ဆက်တဲ့ရိုက်ချက်တွေသာဖြစ်တယ်မိသားစုကလည်းစွန့်ဖြစ်ခင်မွန်းဖြစ်သူကလည်းနားလည်မှုမပေးနိုင်တဲ့အဲ့ဒီအချိန်တွေကသူမဘွားရဲ့အမှောင်မိုက်ဆုံးနေ့ရက်တွေဖြစ်ခဲ့တယ်။အဲ့ဒီအချိန်ကစပြီးနှင်းယူတယောက်မိမိဝမ်းရေးအတွက်နေရာနှံ့အလောက်ကျန်နေလောက်ခဲ့ရတယ်။နေဘူးမရှောင်မိုးရမရှောင်လမ်းဘေးမှာဆေးရောက်ပြီးရိုးသားစွာနဲ့အသက်မွေးဝမ်းကြောင်ပြုခဲ့တယ်။သမင်းတနက်စားဖို့အတွက်
မျက်နှာငယ်စွာနဲ့လောကဓာတ်ကိုရင်ဆိုင်ခဲ့ရတယ်။အခုတော့သူကအာနာစက်နဲ့တောက်ပနေတဲ့ခရိုင်ဝန်မင်းကြီးဖြစ်နေခဲ့ပြီးကွာဟချက်ကြီးကနှင်းရွက်ရင်ဖက်ကိုဓာတ်နဲ့မှုန်းတယ်လို့မျိုးနာကျင်စေပါတယ်။ကျမတို့ကလမ်းခွဲပြီးသားလူတွေပါ။ရှင်ရသခင်ကျမကကျွန်းဘယ်တော့မှပြန်မဆောင်သင့်တော့တဲ့လူတွေပါခန့်ဖုံးရဲ့။သူမကိုသူမသတိပင်မျက်ရည်တွေကိုလည်းကြမ်းကြမ်းလေးတုပ်ပစ်လိုက်တော့တယ်။အိုင်းနေညနေခရိုင်အုပ်ချုပ်ရေးမှူးရဲ့တရားဝင်နေအိမ်ဖြစ်တဲ့ခြံဝင်းကျဲကြီးတဲ့ရှိကိုလိုနီခေတ်လက်ရာအိမ်တော်ကြီးဟာတိတ်ဆိတ်ငြိမ်သက်နေရဲ့အိမ်တော်ရဲ့ကျဲဝန်းလာတဲ့အေခန်းကြီးထဲမှာခန့်ဖုံးတယောက်ဆိုဖာပေါ်မှာမိထိုင်ရင်မျက်လုံးတွေကိုမှိတ်ထားတယ်။သူ့ရဲ့စိတ်အာရုံထဲမှာတော့နေပူထဲမှာချွေတစ်လုံးလုံးနဲ့ဈေးရောက်နေရဲ့နင်းယူရဲ့ပုံရိပ်ကသာတက်ခါတလဲလဲပေါ်လာနေရဲ့သူမရဲ့ကြမ်းကြမ်းနေရဲ့လက်တစုံတိမ်ငယ်နေတဲ့မျက်ဝန်းနဲ့တချင်ရသူ့ရင်ခွင်ထဲမှာဘရင်မတပါးလိုထားခဲ့ခြင်းနဲ့မိန်းမကအခုအခါဘဝကိုအောက်ခြေသိမ်းရုန်းကန်နေရတာကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့အောင်မြင်မှုရာထူးအာဏာဆိုတာဟာဘာအထိပ်ပဲမှမရှိတော့သလိုခံစားရတယ်။တကားခောက်တန်တဲ့သူ့ရဲ့ကိုရေးရာရှိPAဖြစ်သူကိုလင်းရဝင်လာတယ်။ဆရာမနက်ဖြန်ဌာနဆိုင်ရာတွေနဲ့အစည်းအဝေးလုပ်မဲ့အစီအစဉ်လေးအတည်ပြုကြလို့ပါ။ခန့်ဖုံမျက်လုံးကိုဖွင့်လိုက်ပြီးကိုလင်းကိုစိုက်ကြည့်လိုက်တယ်။သူ့ရဲ့မျက်နှာအရင်အားချက်ပို့ပြီးတော့တည်ကြည်နေရဲ့ကိုလင်းအစည်းအဝေးကိစ္စခဏထားလိုက်ကျွန်တော်အခုချက်ချင်းသိချင်တဲ့ကိစ္စတစ်ခုရှိရဲ့အဲ့ဒါကိုခမ ्या ကိုယ်တိုင်လှည့်ဝက်စုံစမ်းပေးရမယ်ဟုတ်ကဲ့ဆရာအမေးရှိပါကိုလင်းကအသက်အနေထားနဲ့ရက်လိုက်တယ်ဒီနေ့လေကဘိုးစင်းနာမှာကျွန်တော်ကားရက်ခိုင်းလိုက်တဲ့နေရာကိုမှတ်မိရမလားအဲ့ဒီနာမှာပလတ်စတစ်ခင်းပြီးဈေးရောက်နေတဲ့နှင်းယူဆိုတဲ့အမျိုးသမီးတယောက်ရှိရဲ့အဲ့ဒီအမျိုးသမီးရဲ့အကြောင်းအဆအဆုံးစုံစမ်းပေးပါသူပမာနေလေဒီရှစ်နှစ်တွင်ဘလို့ဖြတ်တန်းခဲ့ရလဲအခုဘသူတွေနဲ့နေလေအသေးစိတ်သိချင်တယ်ဘသူ့ကိုမှမသိစေနဲ့အမြန်ဆုံးပဲကိုလင်းရဲ့မျက်နှာမှာအနှဲငယ်အံ့ဩသွားတဲ့အရေးအယောင်ပေါ်လာပင်ပဲခရိုင်ဝင်မင်းရဲ့လေးနဲ့တဲ့လေးတန်းကြောင့်ချက်ချင်းမဲခေါင်းငိတ်လိုက်တယ်ဟုတ်ကဲ့ပါဆရာဒီညတွင်ချင်းအကြံဖြင့်သိရအောင်ကျွန်တော်စုံစမ်းလိုက်ပါမယ်ကိုလင်းထွက်သွားပြီးနောက်ခန့်ဖုံးဝါဆိုဖာပေါ်ကနေထပြီးအိမ်တော်ရဲ့လာတောင်ဆောင်ဘက်ကိုထွက်လာခဲ့တယ်။မောင်ရင်ပြောနေတဲ့မြို့လေးရဲ့မီးရောင်တွေကိုသူငေးကြီးနေမိရဲ့အဝေးစီယာဈေးတန်းစီကိုသူ့ရဲ့အကြည့်တွေရောက်ရှိသွားတယ်။အရင်တော့ကိုကအင်အားမရှိခဲ့လို့မင်းကိုအကာအကွယ်မပေးနိုင်ခဲ့ဘူးနှင်း။ဒါပေမဲ့ခုတော့မတူတော့ဘူး။ကိုမင်းကိုပြန်ရှာတွေ့ပြီးဒီတခါဘသူ့ကိုမှအဆုံးရှုံးခံတော့မှာမဟုတ်ဘူး။လာပြင်းညာရဲ့လာရအောင်မှာခန့်ဖုံးရဲ့မျက်ဝန်းတွေကပြတ်သားတဲ့ဆောင်ဖြတ်ချက်တစ်ခုနဲ့တောက်ပနေတော့တယ်။နောက်တနေ့မနက်ခင်းဟာအညာမျိုးလေးအတွက်တော့တာမန်တွေရသည်ရဲ့ပူပြင်းတဲ့နေ့တစ်နေ့ဖြစ်ပေမဲ့ခရိုင်အုပ်ချုပ်ရေးမှူးခန့်ဖုံးအတွက်တော့အလွန်ရှည်လျားပြီးမွန်ကျက်ဖွယ်ကောင်းတဲ့နေ့တစ်နေ့အဖြစ်စတင်ခဲ့တယ်။ညတညလုံးသူမျက်စိမိတ်လို့မရခဲ့ဘူး။မျက်လုံးမိတ်လိုက်တိုင်းဖုံပေရည်နေတဲ့လမ်းမထက်မှာမျက်ရည်ဝဲပြီးသူ့ကိုကြောက်ရွံ့တုန်လှုပ်စွာနဲ့ကြည့်နေခဲ့တဲ့နေယူရဲ့မျက်နှာလေးကိုသာမြင်ရောက်နေမိရဲ့မနက်10 နာရီခန့်မှာခရိုင်ရုံးခန်းအတွင်းမှာခန့်ဖုံးတယောက်စပွဲပေါ်မှာရှိတဲ့ဖိုင်တွဲတွေကိုစာမျက်နှာလှန်လောနေပေမဲ့စိတ်အာရုံကစာရွက်ပေါ်မှာမရှိဘူးအဲ့ဒီချိန်ရုံးခန်းတကားခောက်တန်တဲ့အတူတူကိုရေးရာရှိ PA ကိုလင်းဝင်လာခဲ့တယ်ကိုလင်းရဲ့လက်ထဲမှာဖိုင်ဝါရောင်လေးတစ်ခုပါလာတယ်ဆရာမင်းညဆရာစုံစမ်းခိုင်းထားတဲ့ကိစ္စအသေးစိတ်ချက်လက်တွေရပါပြီခန့်ဖုံးကလက်ထဲမှာဘောပင်ကိုချက်ချင်းချပြီးဆိုဖာခုံစီကိုအလင်းအမြန်ရှောက်သွားလိုက်တယ်ပြောပါကိုလင်းလာဒီမှာထိုင်ပြီးတော့အဆအဆုံးအသေးစိတ်ပြပြပါကိုလင်းကဖိုင်တွဲကိုဖွင့်ပြီးတော့တက်ပြင်းတစ်ချက်ချပြီးတော့စတင်ပြောပြတယ်ဆရာဆောင်စမ်းခိုင်းတဲ့အမျိုးသမီးနာမည်ကမန်နင်းယူပါလွန်ခဲ့တဲ့10နှစ်လောက်ကတည်းကဒီမျိုးကိုရောက်လာတာလို့သိရပါတယ်သူ့ဘဝတော်တော်လေးကိုတနာစရာကောင်းပါတယ်အရင်တော့သူ့ယောက်ျားဘက်ကမိသားစုရဲ့မဟုတ်မမှန်ဆွဆဲချက်တွေလေများကြားနားလည်မှုလွဲမှားခြင်းတွေနဲ့နှစ်ဖက်မိသားစုရဲ့ပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့်သူတို့ကွာရှင်းပြတ်ဆိတ်ခဲ့ရတယ်လို့ဆိုပါတယ်။ခံဖုံးရဲ့ရင်ဘတ်ထဲကိုစူးကျွန်းတစ်ခုနဲ့ထိုးဆိုင်လိုက်တယ်လို့ခန်းစားလိုက်ရတယ်။ကိုလင်းရတော့ခရိုင်ဝင်မင်းရဲ့အတိတ်ဆက်လမ်းမှမသိရှာပဲဆက်ပြောနေပါတယ်။ကွာရှင်းပြီးတော့သူ့မိသားစုကလည်းသူ့ကိုအိမ်ပေါ်နေနှင်ချလိုက်ကြတယ်။အဲ့ဒီချိန်ကနေစပြီးသူကမျိုးစုံအားဆင်းရဲသားတွေနေတဲ့ကျူးကျော်ရက်ွက်ကလေးထဲမှာဝါချင်ရန်ကတဲဝိုလေးတစ်လုံးနဲ့တယောက်ထဲကြိတ်မိတ်နေထိုင်ခဲ့တာပါဘသူကူညီမှမပါပဲနေပူမရှောင်မိုးရမရှောင်လမ်းဘေးမှာစင်စင်ရဲရဲဆေးရောက်ပြီးဘဝကိုခက်ခဲကြက်တန်းစွာနဲ့ရုန်းကန်နေရသူပါနောက်ထပ်အိမ်အောင်ပြူတာမျိုးလည်းမရှိဘူးလို့ပတ်ဝန်းကျင်ကပြောကြပါတယ်ဆရာဘလို့ခန့်ဖုံရဲ့အတန်ဟာတုံရင်သွားတယ်သူ့ရဲ့လက်တီကိုလည်းတင်းတင်းဆုပ်ထားမိပြီးမျက်ကြောင်တွေကိုပုတ်ခတ်လုပ်ပြီးတော့ကြာဆန်းလာမဲ့မျက်ရည်တွေကိုထိန်းချုပ်နေရတယ်သူတို့နှစ်ဦးဟာတစ်ချိန်ဟာတဦးကိုတဦးအသက်မြချစ်ခင်မျက်နှိုးခဲ့ကြတဲ့ဇနီးမောင်နှံတွေဖြစ်ခဲ့ကြတယ်
ဒါပေမဲ့သူ့ရဲ့အားနည်းမှုမိသားစုကိုမလွန်ဆန်နိုင်မှုကြောင့်နှင်းယူတယောက်တည်းလောကရန်ကိုအဖော်မဲ့စွာနဲ့ရင်ဆိုင်ခဲ့ရခြင်းပဲဖြစ်တယ်။သူကတော့အချစ်ကိုကြောက်ခိုင်းပြီးစာမွေးဝဲတွေဖြစ်ယာရုတွေတက်ပြီးတော့အခုဩဇာအာဏာရှိရဲ့ခရိုင်အုပ်ချုပ်ရေးမှုခရိုင်ဝန်ဖြစ်တဲ့တာဝန်ထမ်းဆောင်နေသူဖြစ်နေပြီဒီရှစ်နှစ်ကြာကာလတွင်သူဟာတရေထိုင်ကုန်နေလေအေးပေးဆက်တွေကြားမှာအောင်မြင်မှုကိုခံစားနေခြင်းသူချစ်ရဆုံးသောမိန်းကလေးဟာလမ်းဘေးမှာဖုံပေးရနေပြီးတော့ပင်မနန်းနယ်စွာနဲ့ဆင်ဆင်ရဲဈေးရောက်နေရတယ်ကျေးဇူးတင်ပါတယ်ကိုလေးရပြီခမရသွားလို့ရပြီခန့်ဖုံကအတန်ကိုတင်းငင်အောင်ချိန်ပြီးတော့ပြောလိုက်တယ်ကိုလင်းထပ်သွားတဲ့တပြိုင်နက်တည်းခန့်ဖုံရဲ့မျက်နှာကိုလက်နဲ့ဖက်နဲ့အုပ်ပြီးဆိုဖာပေါ်ကိုခွေချသွားတော့တယ်ရုံကန်းအကျယ်ကြီးထဲမှာဩဇာအိတ်တမကြီးမားလာတဲ့ခရိုင်ဝင်မင်းတဦးရဲ့တိုးတိတ်တဲ့ရှိုင်ကိုတန်တို့လွင့်ပြန်လာခဲ့တယ်ကိုတောင်းမမာတဲ့နှင်းရဲ့ကိုတကယ်ကိုလူဆိုးပါအဲ့ဒီချိန်မျိုးစုံမှာရှိရဲ့ကျူးကျော်ရက်ွက်လေးထဲမှာရှိုင်နဲ့ဝါထံကတဲလေးတစ်လုံးအတွင်းမှာတော့နေအောင်ကြီးဟာဝါထံပေါက်ကနေတဆင်တဲကိုလေးအတွင်းကိုထိုးကြနေတယ်။ဒါပေမဲ့အလင်းရောင်ဟာနှင်းဦးရဲ့အမောင်ကျနေတဲ့စိတ်နှလုံးကိုတော့မလင်းလက်စေနိုင်ခဲ့ဘူး။ဒီနေ့သူမဈေးရောက်မထွက်နိုင်ခဲ့ဘူး။မနေ့ကဈေးထဲမှာမချင်မဲ့ပဲမျက်နှာချင်းဆိုင်ပြန်ဆောင်တွေ့ခဲ့ရတဲ့အဖြစ်အပျက်ကသူမရဲ့ခွန်အားတွေကိုဆုပ်ယူသွားခဲ့တယ်လို့ပင်မနွမ်းနေချစ်ချင်းမြတ်တာဆိုတာအချိန်လေးအကွာအဝေးတွေကြောင့်တကယ်ပဲအဆုံးသတ်သွားတတ်သလားဒီမေကွန်ကိုနှင်းယူမိမိကိုထက်ခါတလဲလဲမင်းနေမိရဲ့မနေ့ကခန့်ဖုံရဲ့မျက်ဝန်းနေခြင်းမှာသူမအပေါ်နောက်နာရနေမှုတန်ရောစင်ရှိနေစေဖြစ်မှုတို့သူမမြင်တွေ့ခဲ့ရတယ်ဒါပေမဲ့အဲ့ဒီအရာတွေဟာအခုချိန်မှာဘာအထိပ်ပဲမှရှိတော့မှလဲသူမစုပ်ပြတ်နေရဲ့အကျန်းပြင်ပေါ်မှာထိုင်နဲ့မနေ့ကလွတ်ကျသွားခဲ့တဲ့ခမောက်ဆုပ်လေးကိုရင်ခွင်ထဲပိုက်ထားမိရဲ့ရှီယာအခုဆိုရင်အာနာပိုင်တအုပ်ဖြစ်ဂုံတိတ်ခါရှိပြန်လေခြေချလာခဲ့တဲ့ခရိုင်ဝင်မင်းကြီးဖြစ်နေပြီကျမကတော့လမ်းပေးရဈေးတယ်မလေးကျမတို့ဘဝကောင်းကင်နဲ့မြေကြီးလိုကွာခြားသွားပါပြီခန့်ပုံးရဲ့နင်းရဲ့ပါးပြင်မောမျက်ရည်ဘူးတွေစီးကျလာတယ်အကွယ်ရေးသူမသာခန့်ဖုံးရဲ့ဘဝတွေကိုပြန်လေဝင်ရောက်သွားရင်သူမရဲ့ဂုံတိတ်ခါသူ့ရဲ့ယာတူအတွက်အနှောက်အယှက်ဖြစ်လာပြီလိမ့်မယ်အဲ့ထက်ပိုပြီးအတိတ်ကသူမကိုမယုံကြည်ခဲ့တဲ့သူရဲ့မိသားစုကလည်းသူမကိုထပ်ပြန်ပြီးတော့စော်ကားကြအောင်မှဖြစ်တယ်။မဖြစ်ဘူး။သူနဲ့ကျမဘယ်တော့မှထပ်မတွေ့တဲ့တော့မနှက်ဖြန်စားပြီးဈေးနေရပြောင်းရောက်မှဖြစ်မယ်။နေယူကပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။မျက်ရည်တွေကိုတုပ်ပြီးနေရာကနေချလိုက်တယ်။ဘဝကိုရှောင်မပေးပဲဆက်လက်ရုန်းကန်မှုအတွက်သူမဈေးပန်းကိုပြင်ဆင်ရအောင်မယ်။ညနေ9 နာရီတိခရိုင်အုပ်ချုပ်ရေးမှူးရုံးရဲ့အလုပ်ချိန်ကုန်ဆုံးသွားပြီပဲဖြစ်တယ်။ကိုလင်းဒီညနေဌာနဆိုင်ရာညစာစားပွဲကိုဒုခရိုင်ဝင်ကိုပဲကျွန်တော်ကိုစားတက်ခိုင်းလိုက်ပါကျွန်တော်သွားစရာတနေရာရှိရဲ့။ခန့်ဖုံကတိုက်ပေါ်အင်းကြီးကိုချုပ်ပြီးတာမန်အရက်သားတအူးလိုမျိုးပဲရိုးရှင်းတဲ့ရှယ်အင်းကြီးနဲ့ပစိုးကိုပြောင်းဝှေ့လိုက်တယ်။သူ့ရဲ့မျက်နှာမှာတော့ဘယ်သူမှတားဆီးလို့မရနိုင်တဲ့ပြတ်သားမှုတွေအပြည့်ရှိနေတယ်။အာနာရှိရဲ့ခရိုင်ဝင်ဖြစ်နေပေမဲ့ခန့်ဖုံတယောက်သူ့ရဲ့အတိတ်ကအမားတွေကိုပြန်လည်ပြုပြင်ခွင့်ရနိုင်ပါမလား။ဒီမိကုန်းတက်ဖြေကိုသူကိုယ်တိုင်သွားရောက်ရှာဖွေရမယ်။သူ့အချိန်ဆွဲနေလို့မရတော့နှင်းရွယ်လက်ရှိအချိန်တွေကိုသိလိုက်ရပြီးနောက်မှာတစ်စက္ကန့်မြပင်သူအေးအေးဆေးဆေးမနေနိုင်တော့ဘူး။ဆရာတယောက်ထဲသွားလို့အဆင်ပြေပါမလား။လုံခြုံရေးတယောက်လောက်တော့ထည့်သွားပါလားခင်ဗျ။ကိုလင်းကစိုးရိမ်တကြီးနဲ့လှမ်းပြောတယ်။မလိုဘူးကိုလင်းကျွန်တော်ခရိုင်ဝင်အနေနဲ့သွားမှာမဟုတ်ဘူး။လွန်ခဲ့တဲ့8 နှစ်ကနှင်းယူရဲ့ခင်မွန်ခံဖုံးအနေနဲ့သွားမှာဘယ်သူမှမလိုက်ခင်နဲ့ပြတ်သားတဲ့အမိတ်တန်နဲ့အတူတူခန့်ဖုံးကတော့ကိုဆွဲယူပြီးတော့ရုံးခန်းထဲကနေထွက်လာခဲ့တယ်။အပြင်ဘက်မှာနေလုံးကြီးကတဖြည်းဖြည်းဝင်ရောက်သွားပြီးအညာမျိုးလေးရဲ့ကောင်းကင်ရံမှာစီးစာရောင်နေနေရဲခန့်ဖုံးမောင်းနေလာတဲ့ကားလေးဟာမျိုးလေကောင်းရဲ့စီကားတဲ့လမ်းမတွေကိုကြော်လွန်ပြီးမျိုးစုံမှာရှိရဲ့ဖုံထူထူကျူးကျော်ရက်ွက်ကလေးစီကိုတဖြည်းဖြည်းဥတီသွားနေရဲ့ဒဏ်ရာတွေနဲ့ပြည့်နှက်နေရဲ့နှင်းယူရောသူ့ကိုအလွယ်တကူခွန့်လွတ်ပေးနိုင်ပါမလားလုံးဝပြုတ်ကွဲသွားခဲ့ပြီဖြစ်တဲ့သူတို့ရဲ့ဆက်ဆံရေးလေးပြန်လဲအသက်ဝင်လာနိုင်မလားဆိုတာကိုတော့အခုညနေခင်းလေးရဲ့စုံတွေ့မှုဟာသာအဆုံးဖြတ်ပေးပေလိမ့်မယ်ကားစီယာရင်ကိုကင်ထားတဲ့ခန့်ဖုံးရဲ့လက်တရားအနှဲငယ်ကြောင်ရည်နေရဲ့ရင်ထဲမှာလည်းမျောလင်းချက်စိုးရိမ်မှုနဲ့နောက်ထတရားတို့ပြင်းထန်စွာရိုက်ခတ်လျက်ရှိရဲ့ဒီတစ်ချိန်တော့မင်းကိုဘယ်တော့မှအဆုံးရှုံးခံတော့မှာမဟုတ်ဘူးနှင့်ညမောင်တို့ထဲကိုတိုးဝင်သွားတဲ့ကားလေးနဲ့တူတူခန့်ဖုံးရဲ့တိုးတိတ်တဲ့ခရီးစကားတစ်ခုဟာလေထဲမှာတွင်လွင့်ပြန်သွားခဲ့တော့တယ်
နေမင်းကြီးကအညာမြို့လေရဲ့အနောက်ဘက်မိုးကုတ်ဆက်ဝိုင်းစီကိုတပြေးပြေးဝင်ရောက်ပြောက်ကွယ်သွားပြီပဲဖြစ်တယ်။မြို့လေကောင်မှာလက်စစ်မီးရောင်တွေထိန်လင်းနေပြီဖြစ်ပေမဲ့မြို့စုံမှာရှိရဲ့ကျူးကျော်ရက်ကွက်ကလေးထဲမှာတော့မောင်ရီပြိုးစချိန်ခါရဲ့မှုံပြပြအလင်းရောင်နဲ့ဖျောင်းနိုင်ရေနံစီမီးကွက်တရဲ့အလင်းရောင်တို့သာလှမ်းမိုးလျက်ရှိရဲ့ခန့်ဖုံမောင်းနှင်လာတဲ့ကားလေးဟာရက်ကွက်အဝင်ဝမှာရှိရဲ့ဖုံထူထူလမ်းကျန်းလေးဘက်မှာရက်တန့်သွားတယ်။ဒီနေရာကနေရှေ့ဆက်ပြီးကားဝင်ဖို့မဖြစ်နိုင်တော့ဘူး။ကားဆက်တက်လိုက်ပြီးနောက်ခန့်ဖုံးကတပ်ပြင်းတစ်ချက်ကိုခက်ပြင်းပြင်းချလိုက်တယ်။အဲဒီနောက်ကားတကားကိုဖွင့်ပြီးအပြင်ကိုဆင်းလာခဲ့တယ်။သူဟာတာမန်ရှယ်အင်ဂျီနဲ့ပစိုးကိုသာရိုးရှင်းစွာနဲ့ဝတ်ထားပေမဲ့သူရဲ့တန်ပြန်တဲ့အသွင်ပြင်တီကြီးရဲ့ရုပ်ရည်တို့ကဆင်းရဲနှမ်းပါလာတဲ့ဒီပတ်ဝန်းကျင်နဲ့လုံးဝမှကင်းကွာနေရဲ့လမ်းဘေးမှာစော့ကစားနေတဲ့ကလေးတွေငယ်တွေနဲ့ရေခတ်ဆင်းလာတဲ့ရွက်ကွက်သူတချို့ကသူ့ကိုထူးဆန်းတဲ့ဧည့်သည်တအုပ်အဖြစ်နဲ့ဝိုင်းဝန်းကြည့်ရှုနေကြတယ်။ခန့်ဖုံးကလမ်းထိပ်မှာရှိတဲ့ကုန်းရဆိုင်ရှင်အတော်ကြီးတအုပ်ထံချင်းကပ်သွားလိုက်တယ်။အနီခမဒီရက်ကွက်ထဲမှာနှင်းယူဆိုတဲ့အမျိုးသမီးနေတဲ့အိမ်ဦးများသိပါသလား။လမ်းဘေးမှာဟင်းသီးဟင်းရွက်ရောင်းနေသူပါ။ကုန်းရဆိုင်ရှင်အတော်ကြီးကသူ့ကိုအချောက်တစ်ချက်ဝေဝဲကြည့်လိုက်ပြီးနောက်လမ်းကျင်းလေးတစ်ခုစီကိုလမ်းညွှန်ညွှန်ပြလိုက်တယ်။အော်နှင်းယူလား။သိရပေါ့ဒီလမ်းလေးတိုင်းတက်တက်သွားလိုက်။အစုံနာရောက်လို့ရှင်ညာဘက်ကိုပြေးလိုက်အဲ့ဒီမှာဝါးကျင်ကထားတဲ့ကျဲပုတ်လေးတစ်လုံးရှိရဲ့အဲ့ဒါနှင်းယူအိမ်မယ်ကျေးဇူးတင်ပါတယ်အန်တီခန့်ဖုံကအတော်ကြီးညုံပြရာလမ်းကျင်းလေးတိုင်းဝင်ရောက်လာခဲ့တယ်လမ်းဘေးဝဲရမှာရှိရဲ့အိမ်တွေဟာအများအားဖြင့်ပြင်တော်ဝင်အဟောင်းတွေဝါးချင်ရန်ကတဲအိမ်အိုတွေသာဖြစ်တယ်မိန်လာနဲ့သမင်းဟင်းချက်ပြုတ်နေတဲ့အနံတို့ဟာလေထဲမှာရောထွင်းနေတယ်အဲ့လိုမျိုးသောပတ်ဝန်းကျင်မှာသူချစ်ရဆုံးသောမိန်းကလေးရှစ်နှစ်တိုင်ဖြတ်တန်းခဲ့ရတာကိုတွေးမိတိုင်းသူရဲ့ရင်ဘက်တစ်ခုလုံးပေါက်ကွဲထမတန်နာကျင်ရတယ်။လမ်းအဆုံးကိုရောက်တဲ့အခါမှာတော့ညာဘက်ကိုချိုးကွေးလိုက်ကြနဲ့အတော်ကြီးပြောတဲ့တဲဘူးလေးကိုသူမြင်လိုက်ရတယ်။အမိုးအားတနည်းမိုးဟောင်းနေဖြစ်ပြီးဘေးပပတ်လေဝါချင်အနေနဲ့ကာယံထားတယ်။တကယ်ရွယ်ဆိုတာသိချမရှိပဲသူ့ပြားဟောင်းတစ်ခုကိုသာမှီထားတယ်။တဲရဲ့အတွင်ဘက်ရေနံစီမီးကွက်ကလေးရဲ့အလင်းရောင်မိမ့်မိန်လေးထွက်ပေါ်နေတယ်။ခန့်ဖုံးရဲ့ခြေလမ်းတွေတန့်သွားတယ်။သူ့ရဲ့ရင်ခုန်တန်တွေမြန်ဆန်လာတယ်။လက်ဖွားတွေဟာလည်းချွေးတွေဆိုလာတယ်။ခိတ္တများရက်ကျန်နေပြီးနောက်သူဟာတဲလေးစီကိုလည်းဖြင်းချင်းစွာနဲ့ရှောက်သွားလိုက်တယ်။သူ့ပြားဟောင်းတကဝကနေပြီးတော့အတွင်းကိုကြည့်လိုက်တဲ့အခါမိန်ဖြောဖြောမီးရအောင်မှာဖြာချမ်းလေးပေါ်မှာထိုင်ပြီးနောက်နေအတွက်ရောင်မိုးကစုံရက်တွေကိုတည်သက်စွာစီးနှောင်နေတဲ့နှင်းရီကိုမြင်တွေ့လိုက်ရတယ်။သူမရဲ့မျက်နှာလေးဟာနွမ်းနယ်နေပြီးမျက်ဝန်းနေရာလည်းအယောင်စင်ကင်းမဲ့နေရဲ့တယောက်တည်းသိစိတ်စွာအလုံးလုံးနေရဲ့အဲ့ဒီပုံရိပ်လေးကခန့်ဖုံးရဲ့နှလုံးသားကိုဂျားနဲ့အချိန်ချင်းထိုးနှက်နေတယ်လို့မျိုးရှိရဲ့နင်းတိုးတိတ်ပင်မဲ့လေးနဲ့တဲ့အတန်တစ်ခုကြောင့်နှင်းယူရဲ့လက်တွေရက်တန့်သွားတယ်ဒီအတန်ဟာသူမဘတော်မှမေးဖြောက်လို့မရနိုင်တဲ့အတန်နှင်းယူရုပ်တရက်မောကြည့်လိုက်တဲ့အခါတကယ်တော့မှရက်နေတဲ့ခန့်ဖုံးကိုမြင်လိုက်ရတယ်သူမရဲ့မျက်လုံးတွေပြူးကျသွားပြီးလက်ထရကစုံရက်စီလေးလွတ်ကျသွားတယ်ကြောင်ရုံမှုအံ့ဩမှုနဲ့ဒေါသတို့ဟာသူမရဲ့မျက်နှာပေါ်မှာတပြိုင်နက်တည်းဖြတ်ပြေးသွားတယ်ရှင်ဒီကိုဘလို့လို့ဒီကိုကိုမီးကိုလိုက်ရှာနေခဲ့တာပါနင်ကိုအထဲဝင်ခွင့်ပြုပါခံဖုံးကပြောဆိုတဲလေးတဲကိုခြေတလန်းတိုးဝင်လိုက်တယ်မဝင်နဲ့အဲ့ဒီမှာရက်နေနှင်းယူကအလန့်တကြားអော်လိုက်နေရာကနေချရက်လိုက်တယ်ရှင်ဘာလာလောက်ကြလဲမနေ့ကဈေးထဲမှာကျမရှင်ကိုတေချပြောခဲ့ပြီးပြီလေကျမတို့ချာမှာဘာမှပတ်သက်စရာမရှိရဘူးလို့နင်းကိုစကားနည်းနည်းလောက်ပြောခွင့်ပေးပါတေချရှင်းပြခွင့်ပေးပါခန့်ဖုံးရဲ့အတန်မှာတောင်းပန်မှုတွေအပြည့်အဝပါဝင်နေရဲ့ဘာတွေများရှင်းပြစရာကြံသေးလို့လဲခန့်ဖုံးလွန်ခဲ့တဲ့8နှစ်ခရေကအရာအားလုံးကပြီးဆုံးသွားခဲ့ပြီလေနှင်းရွက်အတန်ဟာတုံရင်နေပြီးမျက်ရည်တွေဝဲတက်လာတယ်ခန့်ဖုံးဟာနှင်းရွက်မျက်ဝန်းထဲကနာကျင်မှုတွေကိုမျက်ဝါးချင်ချင်မြင်တွေ့နေရတယ်သူရှိကိုဆက်မတိုးတော့ပဲနေရာမှာရင်ရက်ပြီးတပ်ပြင်းချလိုက်တယ်ဟုတ်ပါတယ်ကိုမားခဲ့တယ်လွန်ခဲ့တဲ့8နှစ်ကလင်းများသားမှာနားလည်မှုလွဲမှားခြင်းတွေမဟုတ်မမှန်ဆွဆွဲချက်တွေနဲ့မိသားစုရဲ့ပြင်းထန်တဲ့ဖိအားပေးမှုတွေကြားမှာကိုမင်းဘက်ကမရက်ကြည့်ပေးနိုင်ခဲ့ဘူးကိုမိသားစုဟာမင်းပေါ်မတရားဆွဆွဲနေတဲ့အချိန်မှာကိုကတတိနဲ့လွန်စွာနဲ့နှုတ်ဆက်နေခဲ့မိရဲ့ကိုရဲ့အားနည်းမှုတွေကြောင့်မင်းဘလောက်ကြောင့်မှဒုက္ခရောက်ခဲ့တယ်လေဆိုတာအခုမြင်ရတော့ကိုဖယ်တော့မှခွတ်လွတ်နိုင်မှာမဟုတ်တော့ဘူးခန့်ဖုံရဲ့စကားကြောင့်နှင်းယူရဲ့ပါးပြင်ဖို့မျက်ရည်တွေစီးကျလာတယ်အခုမှလာပြီးနောက်ကျရပြနေလို့ဘာထူးမှလဲရှင်နှုတ်ဆက်နေခဲ့တဲ့အဲ့ဒီနေ့ကလေးကကျမဘွားငရဲကျသွားခဲ့ပြီအိမ်ဘွားကနေအဝတ်တထဲကိုတခုနဲ့နှင်းချခံရတဲ့မိန်းမတယောက်ရဲ့အဆက်ကွဲမှုလမ်းဘေးမှာတယောက်တည်းရက်တီဖို့စူးစမ်းရတဲ့ဆင်းရဲဒုက္ခတွေရှင်ကိုချင်းစာဘူးရဲ့လား
ရှင်ရတော့စာမှုပွဲတွေအောင်ယာရုတွေတက်ပြီးအခုဆိုရင်ခရိုင်ဝင်မင်းကြီးအောင်မှဖြစ်နေပြီလေကျမကိုအခုလိုလာတွေ့ရရှင်ရဲ့အာနာကိုလာပြရလားဒါမှမဟုတ်ကျမဘွားတနာစရာကောင်းနေတာကိုကြည့်ပြီးပြကြင်လို့လားနှင်းရဲ့စကလုံးနေတိုင်းဟာခံဖုံးရဲ့ရင်ကိုမြားနဲ့ပြစ်တယ်လို့စူးနဲ့သွားစေပါတယ်မဟုတ်ရပါဘူးနှင်းရဲ့ကိုယ့်ရဲ့အောင်မြင်မှုဆိုတာမင်းမပိုင်ဘာအတိတ်ပဲမှမရှိဘူးဆိုတာကိုအခုမှနားလေခဲ့ရတာပါကိုဒီမျိုးကိုပြောင်းလာတာကိုရဲ့ဇာတိမြေမလို့လာခဲ့တာဒါပေမဲ့မင်းကိုဒီလိုအခြေအနေမျိုးနဲ့ပြန်တွေ့ရလိမ့်မယ်လို့ကိုတခါမှမတွေးခဲ့ဘူးမနေ့ကဈေးထဲမှာမင်းကိုမြင်လိုက်ရတဲ့ချိန်မှာကိုရင်ဘက်တစ်ခုလုံးကွဲထမတက်ခံစားရတယ်မင်းဒီလိုနေရတာကိုကြောင်ဆိုတဲ့အသည့်ဟာကိုကိုယူသွတ်သွားစေမတက်ပဲတော်ပါတော့ခန့်ဖုံရှင်တဲ့စကားတွေကလေကျမအတွက်တော့ဘာအထိပ်ပဲမှမရှိတော့ဘူးကျမဘွားကိုဒီတိုင်းလေးပဲအေးချမ်းချမ်းနေပြရစီတော့ကျမခြေရာဖြောက်ပြီးတော့ပြောင်းပြရမယ့်အချိန်လေးထိမရောက်ပါစေနဲ့ရှင်ပြန်มาတော့နေယူဟာမျက်ရည်တွေကိုခက်ကြမ်းကြမ်းတော့ရင်အတန်ကိုလည်းတင်းမှစွာနဲ့ပြောလိုက်တယ်သူမရဲ့ရင်ထဲမှာခံဖုံးပေါ်ချစ်နေတဲ့ရဲ့တန်ရောစင်အကျဉ်းချန်နေရှိနေသေးပေမဲ့အတိတ်ကရရှိခဲ့တဲ့ဒဏ်ရာတွေကသူမအောင်နောက်ထပ်တစ်ချိန်အရေးမစွန့်ရဲအောင်တားဆီးနေရင်ခန့်ဖုံးနဲ့သူမရဲ့ဘဝအခုအခါကောင်းကင်နဲ့မြေကြီးပေါ်မှာကွာခြားသွားပြီပဲဖြစ်တယ်ဒီဆက်လန်းကိုဆက်ပြီးတော့မဖော်လို့တော့ခံဖုံးကနေယူရဲ့ပြတ်သားတဲ့ညှင်းဆန်မှုကြည့်အလွန်အမင်းဝမ်းနဲ့သွားတော့တယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူ့အလွယ်တကူလဲလျှော့မှာမဟုတ်ပါဘူးကိုအခုပြန်သွားပါမယ်နင်မင်းကိုစိတ်မသက်မသာဖြစ်အောင်ထပ်မလုပ်တော့ပါဒါပေမဲ့တခုတော့မှတ်ထားပေးပါကိုရင်ရခန့်ဖုံမဟုတ်တော့ဘူးကို့အမားတွေကိုပြန်ပြင်ဆင်ဖို့ကိုစူးစမ်းသွားမယ်မင်းကိုခွန့်လွတ်တဲ့အထိကိုစောင့်နေပါမယ်ကိုမင်းကိုဘယ်တော့မှထပ်ပြီးအဆုံးရှုံးမခံနိုင်တော့ဘူးခံဖုံးကနှင်းယူကိုနောက်ဆုံးအနေနဲ့အချစ်တွေနောင်တတရားတွေဖြစ်နေတဲ့မျက်ဝန်းနေနဲ့စိုက်ကြည့်လိုက်ပြီးနောက်တဲတရကနေတဖြည်းဖြည်းနောက်ဆုတ်ပြီးထွက်ခွာသွားခဲ့ခံဖုံးထွက်သွားတဲ့တပြိုင်နက်တည်းနှင်းယူဟာဖျားပေါ်အယုတ်ကျိုးပြကြခွေသွားပြီးအတန်ထပ်ပြီးတော့ရှိုင်းကိုလိုက်မိရောတယ်သူမရဲ့ငိုရှိုက်တန်ဟာမောင်မိုက်နေတဲ့ကျူးကျော်ရက်ွက်ကလေးရဲ့ညာချမ်းလေထုထဲမှာလမ်းမောဖွေဟာလွင့်ပြန်သွားတော့တယ်ပြန်ဆောင်တွေ့ခြင်းဟာပျော်ရွှင်မှုကိုမြူဆောင်လာပဲဖုံးကွယ်ချတဲ့ထံရဟောင်းတွေကိုပြန်လဲသွေးထွက်စေခဲ့ပြီလားအတိတ်ကအမားတွေကိုပြစ်ဆုပ်ပန်ရဲ့နောင်တတွေနဲ့စေးကြနိုင်ပါမလားဆိုတာကိုတော့အချိန်ရတာစကားပြောပါလိမ့်မယ်မင်းညအဖြစ်ပြက်တွေကြောင့်နဲ့နှင်းယူတရားမိုးလင်းတဲ့အထိမျက်စိမိတ်ပြီးအိမ်လိုမရခဲ့ပါဘူးညနေပိုင်းအချိန်လေးမှာကျူးကျော်တဲလေးထဲမှာသူမရဲ့တူးတိတ်တဲ့ရှိုင်းကိုတန်တာကြီးစိုးနေခဲ့တယ်မနက်မိုးလင်းလို့နေရောင်ကြီးကဝါးထရံအပေါက်တရားနဲ့တဆင့်ဝင်ရောက်လာချိန်မှာတော့နင်းယူရဲ့မျက်လုံးတွေဟာငိုထားအလုံးနာကြောင့်ဖောင်းအင်းနေခဲ့ပြီဖြစ်တယ်သူမကျန်းပြင်းလေးဘွားနေချပြီးမျက်နှာတက်လိုက်တယ်မှန်ကွဲစာလေးထဲမှာပေါ်နေရဲ့သူမရဲ့နွမ်းနေရဲ့မျက်နှာကိုကြည့်ရင်တက်ပြင်းကိုလည်းချလိုက်တယ်ဒီနေ့ကစပြီးဘိုးဈေးဘက်ကိုမသွားတော့ဘူးမြို့တစ်ဖက်ကတောင်ဘက်ဈေးတန်းမှာသွားရောက်မှဖြစ်မယ်နင်းယူဟာမိမိကိုတီတိုးရီရွရင်ဆုံးဖြတ်ချက်ချလိုက်တယ်ခန့်ဖုံးအခုအခါဩဇာအာဏာရှိရဲ့ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေတာဖြစ်ပြီးသူမလိုမျိုးလမ်းဘေးမှာစင်စင်ရဲရဲဈေးရောက်ပြီးဘဝကိုခက်ခဲကြမ်းတမ်းစွာရုန်းကန်နေရသူနဲ့ဘလို့မှမပတ်သက်တဲ့တော့ပါဘူးနောက်ထပ်မျက်နှာချင်းဆိုင်ဆုံတွေ့ရမှာသူမအလုံးပင်ကြောက်ရွံ့နေမိရဲ့ဒါကြောင့်ဈေးပန်းကိုပြင်ဆင်ပြီးခမောက်ဆုပ်ကလေးကိုစောင်းပြီးတော့ပုံမှန်သွားနေကြနေရမဟုတ်တဲ့ခဝေးဝေးဈေးတန်းတစ်ခုစီကိုဥတီထွက်ခွာလာခဲ့တယ်ခရိုင်ဝင်ရုံးကအုပ်ချုပ်ရေးမှူးရုံးခန်းမှာတော့ခန့်ဖုံဟာရုံးခန်းထဲမှာရှိတဲ့တရေခလက်ထိုင်ပေါ်မှာထိုင်နဲ့စပွဲမှာရှိတဲ့စာရဲစာတန်းတွေကိုစိတ်လက်မပါစွာနဲ့ကြည်နေတယ်။မင်းညာနှင်းရွယ်တဲထဲမှာမြင်ခဲ့ရတဲ့သူမရဲ့အခြေအနေသူမရဲ့နာကျင်စွာအဟိညင်းဆန်မှုတွေဟာသူ့ရဲ့နားထဲမှာပဲ့တင်ထက်နေစေပဲဖြစ်တယ်။လွန်ခဲ့တဲ့ရှင်နှစ်ကလင်းများကြနားလည်မှုလွဲမှားခြင်းတွေနဲ့နှစ်ဖက်မိသားစုရဲ့ပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့်သူတို့နှုတ်ကွာချင်းပြက်ဆဲခဲ့ရတာဟာမှန်ပေမဲ့မိမိရဲ့အားနည်းမှုကြောင့်နှင်းယူတယောက်တည်းဤများလောက်ဆင်းရဲဒုက္ခရောက်နေလိမ့်မယ်လို့သူတခါမှမတွေးခဲ့ဘူးအတိတ်ကအမားတွေကိုပြန်လည်ပြုပြင်ခွင့်ရနိုင်ပါမလားဆိုတဲ့မေးခွန်းတွေကသူ့ရဲ့ရင်ကိုအမြဲတမ်းခြောက်လန့်နေရဲ့တကားခောက်တန်တဲ့အတူတူကိုရေးရာရှိကိုလင်းရဝင်လာတယ်ဆရာမနှက်ဖြန်မြို့နယ်ဆင်အရာရှိတွေနဲ့တွေ့ဖို့အစီအစဉ်လေးကိုလင်းခန့်ဖုံကကိုလင်းရဲ့စကားကိုဖျက်ပြောလိုက်တယ်အဲ့ဒီကိစ္စခဏထားလိုက်ကျွန်တော်ခမရကိုအရေးတကြီးအကူအညီတောင်းစရာတခုရှိရဲ့ကိုလင်းကအံ့အားသင့်စွာနဲ့ရှေ့ကိုတိုးလာတယ်ဟုတ်ကဲ့ဆရာပြောပါမန်နင်းယူကိစ္စပါသူကကျွန်တော်တွေ့ဖို့လုံးဝဆန္ဒမရှိဘူးဖြစ်နေတယ်ကျွန်တော်ထပ်သွားရင်သူဒီမျိုးကနေထွက်ပြေးသွားမယ်တဲ့အဲ့ဒီအချိန်ကြီးရှိရင်ဒါပေမဲ့သူ့ကိုဒီတိုင်းဒုက္ခခံခိုင်းထားဖို့ဆိုတာကျွန်တော်တို့လုံးဝမဖြစ်နိုင်ဘူးဒါကြောင့်ခမရလူယုံတယောက်ကိုလွှတ်ပြီးတော့မန်နင်းယူကိုအဝေးကနေစောင့်ကြည့်ပေးပါသူဈေးရောက်တဲ့နေရာကိုသွားပြီးသူစီယာဟင်းသီးဟင်းရွက်တွေကိုဈေးကောင်းပေးပြီးတော့အကုန်ဝယ်ခိုင်းလိုက်ပါသူ
သူနေဘူးထဲမှာအကြာကြီးမထိုင်ရအောင်ပင်မဲဆင်းရဲမှုတွေနဲ့တောင်းစီစဉ်ပေးပါဒါပေမဲ့ဒါတွေအားလုံးကျွန်တော်လုပ်ခိုင်းနေဆိုတာသူလုံးဝမရိပ်မိစေနဲ့ခန့်ဖုံရဲ့မျက်ဝန်းတွေမှာပြတ်သားမှုနဲ့တူတူနှက်ဆိုင်တဲ့ဂယူဆိုင်မှုတို့ပါဝင်နေရဲ့ဟုတ်ကဲ့ပါဆရာကျွန်တော်ခုချက်ချင်းတေချာစီစဉ်လိုက်ပါမယ်လို့ကိုလင်းရရိုးသေးစွာနဲ့ဖြေချပြီးရုံခန်းထဲကနေထွက်သွားခဲ့တယ်တောင်ဘက်ဈေးတန်းလေးရဲ့ခေါင်ဖျားတဲ့လမ်းကြောင်းတစ်ခုမှာနှင်းယူတရားပလက်စတစ်လေးခင်းပြီးဟင်းသီးဟင်းရွက်တွေကိုရောင်းချနေရဲ့လူသွားလူလာနေပါတဲ့နေရာဖြစ်တဲ့အတွက်မနက်ခင်းအချိန်ကုန်လွန်သွားပြီမဲ့ဈေးဥပင်မပေါက်သေးပါဘူးနေမင်းကြီးကတဖြည်းဖြည်းမြင့်တက်လာပြီးအပူချိန်ကပုံမပြင်းထန်လာတယ်နှင်းယူကခမောက်ဆုပ်ကလေးနဲ့မျက်နှာကိုကွယ်ထားပြီးမဲ့ချွေးတရားတစ်ခုလုံးမှရွှဲနေပြီပဲဖြစ်တယ်ဒီနေ့တော့ဈေးဥတော်ပေါက်ပါမလားမသိဘူးသူမတက်ပြင်းချပြီးညီးတွားလိုက်မိရဲ့အဲ့ဒီအချိန်အသက်50ခန်းအရွယ်ဝေးစားစင်ရမှုတက်ရက်တဲ့အတော်ကြီးတူသူမအနေကိုရောက်လာတယ်သမီးကစုံရက်တရားဘယ်လောက်လဲတစည်းကို300ပါအန်တီအေးလက်လက်ဆက်ဆက်လေးပဲအန်တီရင်ကအလူလောက်စရာလေးရှိလို့ဟင်းရွက်တွေအများကြီးလိုနေရသမီးစီတွေကဟင်းရွက်တွေကုန်လို့အန်တီကိုတွက်ပေးလိုက်တော့ကွယ်နှင်းယူမျက်လုံးပြူးသွားပါတော့တယ်ဂျပန်လုံးအကောင်ဝယ်မယ်ဆိုတာသူမအတွက်တော့တခါမှမကြုံဘူးတဲ့ကိစ္စပဲဖြစ်တယ်တကယ်ပြောရလားအန်တီအကောင်ယူမလားရင်တကယ်ပေါ့သမီးရဲ့နေဘူးထဲမှာအကြာကြီးထိုင်မနေနဲ့တော့အကောင်တွက်ပြီးအနီးပတ်ဆိုင်ပေးမယ်နင်းယူဝမ်းသာအားရနဲ့ဟင်းသီးဟင်းရွက်တွေကိုအိတ်ထဲကိုထည့်ပေးလိုက်တယ်အတော်ကြီးအားကြားသိငွေထက်ပင်ပို့ပြီးတော့ပေးသွားခဲ့တယ်နင်းယူတရားလက်ထဲကပတ်စံတွေကိုကြည့်အိမ်မက်မက်နေသလားလို့တော့မှချင်မိရဲ့အဲ့ဒီနေ့ကသူမအစောကြီးအိမ်ပြန်နာခွင့်ရတယ်နောက်ရက်တွေလည်းအဲ့ဒီနီးတူပဲဖြစ်တယ်သူမကနေရာပြောင်းရောက်ပေမဲ့မကြမီအချိန်တွင်းမှာအဲ့ဒီတော်ကြီးရောက်လာပြီးသူမရဲ့ဈေးပန်းတစ်ခုတော့ပြန့်အောင်ဝေသွားတတ်တယ်နင်းယူတရားဝမ်းသာမိပေမဲ့ရင်ထဲမှာတော့တစုံတစ်ခုကိုတင်ကာမကင်းဖြစ်လာတယ်ဒါပေမဲ့သူမရဲ့ပင်ပန်းနှွမ်းနယ်နေတဲ့ခန္ဓာကိုယ်လေးအတွက်ဒီနားယူခွင့်ကလွန်စွာမှတန်ဖိုးရှိလာတယ်။အဲဒီလိုအဆင်ပြေနေရစပတ်ခန့်ရှိလာပြီပဲဖြစ်တယ်။ဒီနေ့တော့ညနေခင်းမှာအညာဒေတာရဲ့ထုံးစံအတိုင်းနှွေနှောင်းမိုးသက်မုန်တိုင်းတစ်ခုရုတ်တရက်ကြာရောက်လာခဲ့တယ်။မှောင်မဲနေတဲ့တိမ်တိုက်ကြီးနဲ့အတူတူလေပြင်းတွေကယူသွစာနဲ့တိုက်ခတ်လာတယ်။မြို့စုံမှာရှိတဲ့ကျူးကျော်ရက်ကွက်ကလေးချင်းမှာအဲဒီလေပြင်းတံအလူးလဲခံနေရတဲ့နှင်းယူရဲ့ဝါချင်ကတဲကိုလေးကလေတိုက်တိုင်းရင်းထိုးနေပြီးအမိုးပေါက်တရားနေတစင်မိုးရီတွေကလည်းတဲအတွင်းကိုအဆက်မပြတ်ဝင်ရောက်နေရဲ့ဒုက္ခပါပဲနေရာလို့တောင်မှမရှိတော့ဘူးနေယူဟာတဲအတွင်းမှာရွှဲဆိုနေရဲ့ဖြာလေးကိုလိုက်ပြီးမိုးရီမလုံးတဲ့နေရာမှာခွက်တေးပကံနေလိုက်ခံနေရတယ်ဒါပေမဲ့လေပြင်းတစ်ချက်အဝေးမှာဒဏိမိုးဟောင်းတစ်ခုလန်သွားပြီးမိုးရီတွေကသူမကိုယ်ပေါ်ရေပန်းချလိုက်တယ်လို့ကြဆန်းလာတယ်ရုတ်တရက်အေးဆက်သွားတဲ့ရေအေးတန်းကြောင့်သူမခက်ခိုက်တုံသွားတယ်လွန်ခဲ့တဲ့ရက်ဒီကလေးဟာစိတ်ဖိစီးမှုတွေနဲ့နေပူဒဏ်ကြောင့်အားနည်းနေတဲ့သူမရဲ့ခန္ဓာကိုယ်ဟာဒီမိုးဒဏ်လေးတန်းကိုတော့ဆက်လက်တောက်ခံနိုင်စွမ်းမရှိတော့ဘူးညာတွင်ချင်းမဲ့နှင်းယူတရားအဖျားကြီးပြီးတတိလေးမတက်ဖြစ်သွားခဲ့တယ်။နောက်တနေ့မနက်မိုးလင်းလို့မိုးတိတ်သွားတဲ့အခါမှာတော့ရက်ွက်ထင်မှာဘွက်တွေထနေပါတယ်။နှင်းယူဈေးရောက်ထပ်ဖို့အိမ်ပြင်ကိုမထွက်လာနိုင်တော့လမ်းထိပ်ကကွန်းရဆိုင်ရှင်အတော်ကြီးကနှင်းယူတယောက်ဈေးသွားတာမမြင်တာကြောင့်စိတ်ပူပြီးတော့တဲလေးစီကိုလာကြည့်ရင်နှင်းယူနှင်းယူနင်းရှိလားအတော်ကြီးကသူ့ပြားတစ်ခါကိုတွန်းဖွင့်ဝင်လိုက်တဲ့အခါရေတွေဆူရွှဲနေတဲ့ကျန်းပြင်တောင်မှာဆောင်စုပ်လေးခြုံပြီးတော့တုံရင်နေတဲ့နှင်းယူကိုမြင်လိုက်ရတယ်ဟဲသေပါပြီကိုရီးယားလည်းမီးကြီးခဲ့လို့ပူနေရပဲနှင်းယူသတိထားပါအောင်ဟဲ့အိမ်နေမနက်10 နာရီခန့်မှာခရောင်ဝင်ရုံ၌အရေးကြီးရဲ့အစည်းအဝေးတစ်ခုကျင်းပနေရဲ့ခန့်ဖုံဟာဌာနဆိုင်ရာအကြီးအကဲတွေရှိမှစီမံကိန်းတစ်ခုကိုရှင်းလင်းပြောကြားနေရဲ့အဲ့ဒီချိန်ကိုလင်းရရုံခန်းထဲကိုမျက်နှာပြက်ပြက်နဲ့အလင်းစလိုဝင်လာပြီးခန့်ဖုံရဲ့နာနာကိုကပ်ပြီးတိုးလေးပြောလိုက်တယ်။ဆရာနှင်းယူအချိန်ကြီးမကောင်းမနေညမိုးမိပြီးအဖျားရမ်းကြီးနေတတိတောင်မှတိတ်မလေတော့ဘူးလို့ကျွန်တော်တို့လွတ်ထားရေးလူကလှမ်းသတင်းပို့ပါတယ်။အဲ့ဒီစကားကိုကြားလိုက်တာနဲ့ခန့်ဖုံရဲ့လက်ထဲမှာဖောင်တိန်ဟာဇပွဲပေါ်ကိုလွတ်ကျသွားတယ်။သူ့ရဲ့မျက်နှာမှာစိုးရင်တကြီးဖြစ်သွားတဲ့အရေးအယောင်တွေကဖုံးကွယ်လို့မရအောင်ပေါ်လွင်သွားတယ်။ခန့်ဖုံကအစည်းအဝေးခန်းထဲမှာရှိတဲ့အရာရှိတွေကိုတစ်ချက်ဝေဝဲကြည့်လိုက်ပြီးနောက်ဒီနေ့အစည်းအဝေးကိုကျမတို့ခဏရက်ပါမယ်ကျွန်တော်ရေးပေါ်သွားစရာကိစ္စတစ်ခုပေါ်လာလို့ပါဒုခရိုင်ဝင်ကျွန်တော်နဲ့ကိစ္စဆက်ပြီးတော့ကင်တွယ်ပေးပါပြောဆိုဆိုနဲ့ခန့်ဖုံကရုံခန်းထဲကနေအမြန်းဆုံးခြေလမ်းနေနဲ့ထွက်ခွာသွားတော့တဲ့အရာရှိတွေအားလုံးအံ့အားသင့်ပြီးကြံရိပ်ခဲ့တယ်ကိုလင်းကားတော့ပြီးကျွန်တော်ကိုယ်တိုင်မောင်းမယ်ကားပေါ်ရောက်တာနဲ့ခန့်ဖုံကလီပါကိုအဆုံးထိနေပြီးမျိုးစုံမှာရှိတဲ့ကျူးကျော်ရက်ွက်ကလေးစီကိုအပြေးလွှာမောင်းနှင်သွားတော့တယ်ကိုတောင်းမမာတဲ့နဲ့မင်းစီကိုထပ်မလာဘူးလို့ပေးထားတဲ့ကလေးကိုဖျက်ရတော့မယ်ဒီတခါတော့မင်းဘလောက်ပဲမောင်းထုတ်မင်းကိုတင်းငရဲတွင်းထဲမှာကိုထပ်ပြီးတော့မထားခဲ့နိုင်တော့
ဖုန်ထူထူဘွက်ထူထူလမ်းမကြီးပေါ်မှာခရိုင်ဝင်မင်းရဲ့ကားနဲ့ကြီးကမုံတိုင်းတစ်ခုတစ်ဖွဲအရှိန်ပြင်းစွာနဲ့ပြေးလွှားသွားတော့တယ်။အတိတ်ကအမှားကိုပြင်ဆင်မှုအတွက်အခွင့်အရေးသူအမိရစောင့်နိုင်ပါမလား။နင်းယူရဲ့အသက်အနေကိုအချိန်မီကယ်တင်နိုင်ပါမလားဆိုတာကတော့ကံကြမ္မာသာစီရင်ပေးတော့မယ်။ခံဖောင်းပေါင်းနဲ့လာတဲ့ကားနဲ့ကြီးကဖုန်ထူပြီးဘွက်ပေါက်နေတဲ့ကျူးကျော်ရက်ွက်ကလေးရဲ့လမ်းထိပ်မှာအရှိန်ပြင်းစွာနဲ့ထိုးရက်သွားတယ်။ကားပေါ်ကနေစင်ချင်းခြေသလုံးထိနှိမ့်ဝင်နေတဲ့ရှုံးဖက်တီကိုပင်ဂီယူမဆိုင်နိုင်တော့ပဲခံဖုံးတယောက်နှင်းယူရဲ့တဲရင်အိုလေးစီကိုအသက်လူပြီးအပြေးလွှာသွားခဲ့တယ်တဲလေးတဲ့ကိုရောက်တဲ့အခါရေဒီဆိုရွှဲနေတဲ့ကျန်းပြင်တောင်မှာစောင်ဆုပ်လေးကိုချုပ်ပြီးတတိလေးမတက်တုံရင်နေတဲ့နှင်းယူကိုမြင်လိုက်ရတယ်အနီးမှာတော့ကုန်းရဆိုင်ရှင်အတော်ကြီးကပြပြတလဲပြုစုနေရှာတယ်အဲ့ဒီခိုက်တက်မှာခန့်ဖဝါမိမိရဲ့ဩဇာအာဏာရှိရဲ့ခရိုင်အုပ်ချုပ်ရေးမှုဆိုတဲ့ယာဒူးကုံတိတ်ခါကိုပင်လုံးဝမေ့လျော့သွားခဲ့ပြီပဲဖြစ်တယ်။သူရဲ့သေသက်ကြားနာတဲ့အဝတ်စားတွေရှင်တွေပြေးသွားတာကိုပင်သတိမထားမိတော့ပဲကျန်းပြင်ပေါ်မှာဒူးထောက်ထိုင်ချပြီးနင်းယူရဲ့ပူကျင့်နေတဲ့ကိုလေးကိုလည်းသူ့ရဲ့ရင်ခွင်ထဲကိုတင်းကျပ်စွာနဲ့ဆွဲပွေလိုက်တယ်။နင်းသတိထားပါဦး။နင်းကိုလာပြီ။ကိုရောက်နေပြီလေ။ခန့်ဖုံရဲ့အတန်တွေဟာကြောင်ရင်တုံလုံးမှုကြောင့်အကွဲနေတယ်။သူဟာနင်းယူကိုပွေချီပြီးတဲလေးတွေကနေအမြန်ထွက်လာခဲ့တယ်။ရက်ွက်ထဲမှာလူတွေကခရိုင်ဝင်မင်းကိုယ်တိုင်ရှုံးပေလူးနေတဲ့လမ်းဘေးစေးတဲ့အမျိုးသမီးကိုရင်ခွင်ထဲပွေချီပြီးတော့ကားပေါ်ကိုတင်နေရအောင်အံ့အားသင့်စွာနဲ့ဝိုင်းဝန်းကြည့်ရှုနေတယ်။ဒါပေမဲ့ခန့်ဖုံရဲ့မျက်လုံးနဲ့တော့နှင်းရွလွယ်လို့ဘသူ့ကိုမှမမြင်နိုင်တော့ဘူး။ကားကိုအမြန်ဆုံးမောင်းနေပြီးမြို့နယ်ပြည်သူဈေးရုံကြီးစီကိုဦးတည်လိုက်တော့တယ်။နှွေးထွေးတဲ့မနက်ခင်းမှာတော့အချိန်တွေဘလောက်ကြာသွားတယ်မသိဘူး။နှင်းယူတယောက်တပြေးပြေးသတိရလာချိန်မှာသူမရဲ့နှာခေါင်းထဲကိုစူးရှားတဲ့ဆေးနှံတွေဝင်ရောက်လာတယ်။မျက်လုံးကိုအာယူပြီးဖွင့်ကြည့်လိုက်တဲ့အခါတန်ရှင်တက်ရက်နေတဲ့မျက်နှာချက်ဖြူအောင်နဲ့လေအေးပေးဆက်တက်ဆင်ထားတဲ့တီးတန့် VIP လူနာခန်းတစ်ခုထဲမှာရောက်နေကြောင်းသိလိုက်ရတယ်။သူမရဲ့လက်မှာလည်းဆေးပိုက်တွေတက်ဆင်ထားတယ်။နင်းသတိရလာပြီလား။နေရတာတက်တာရဲ့လား။အလွန်ရင်းနှီးပြီးနူးညံ့တဲ့အတန်တစ်ခုကြောင့်နှင်းယူဘေးဘက်ကိုလှည့်ကြည့်လိုက်ချိန်ကရင်ဘေးမှာရှိတဲ့ခုံပေါ်မှာသူမရဲ့လက်ကလေးကိုတင်းကျပ်စွာဆုပ်ကင်ထားတဲ့ခန့်ဖုံကိုတွေ့လိုက်ရတယ်။သူ့ရဲ့မျက်နှာမှာအေးရေးပြတ်ထားကြောင်းညှိုးနှမ်းနေပြီးမျက်ဝန်းတွေကစိုးရိမ်ပူပန်မှုတွေအပြည့်ရှိနေတယ်။လွန်ခဲ့တဲ့၈နှစ်ကြာကာလလုံးသူမတယောက်တည်းအဖျားနာများစွာနဲ့ရုန်းကန်ခဲ့ရသမျှအခုလိုသူမဘေးမှာစောင့်ရှောက်ပေးမဲ့သူရှိနေခြင်းဟာနင်းယူရဲ့ရင်ဘတ်တစ်ခုလုံးနှွေးထွေးသွားစေရင်ဒါပေမဲ့အတိတ်ကဒဏ်ရာတွေကြောင့်နင်းယူဟာသူ့ရဲ့လက်ကိုယုံဖယ်ဖို့အတွက်စူးစမ်းလိုက်တယ်။ကျမဒီကိုဘလို့ရောက်နေရလဲ။ကျမကိုလှုပ်ပေးပါ။ကျမတဲလေးစီကိုပဲပြန်ပြစေ။မပြန်ရအောင်နှင်းမင်းဘဲမှပြန်ကြမလို့တော့ဘူး။ခန့်ဖုံဟာသူမလက်ကိုပိုရိပ်ပင်တင်းကျပ်စွာနဲ့စုပ်ကင်လိုက်တယ်။မင်းတို့ဒီလောက်ဆင်းရဲဒုက္ခရောက်နေတဲ့ချိန်ဒီမှာကိုထပ်ပြီးမျက်ကွယ်မပြုတ်နိုင်ဘူး။မနေ့ကမင်းဖျားကြည့်ပြီးတတိလစ်နေတာကိုတွေ့တော့ကိုယူမတက်ပဲမင်းတခုခုဖြစ်သွားခဲ့ရင်ကိုဘယ်တော့မှခွတ်လွတ်နိုင်မှာမဟုတ်ဘူးနှင်း။နေဦးကမျက်ရည်တွေဝဲတက်လာပြီးခေါင်းခါလိုက်တယ်။ရှင်းရဲ့ဂယူးဆိုင်မှုတွေကအခုချိန်မှာအရန်နောက်ကျနေပါပြီခန့်ဖုံ။ကျမအခုရှင်တို့လိုအတိုင်းဝိုင်းနဲ့မအပ်ဆက်တော့တဲ့လူပါ။နောက်မကြပါဘူးနှင်းကိုရှင်းပြစီခံဖုံးဝါတက်ပြင်းချပြီးလွန်ခဲ့တဲ့ရက်တည်းကဈေးပန်းပြန့်အောင်လာဝယ်တဲ့အတော်ကြီးဟာသူ့လွတ်ထားသူဖြစ်ကြောင်းနင်းယူပင်ပန်းဆင်းရဲမှုနေပါစေဖို့သူ့ဝေးရနေပြီးလှည့်ဝက်စွာနဲ့စောင့်ရှောက်နေခဲ့ကြောင်းအဆအဆုံးဖွင့်ပြောပြလိုက်တယ်။အဲ့ဒီစကားတွေကြားတဲ့အခါနင်းယူအလွန်အံ့အားသင့်သွားတယ်။ပြီးခဲ့တဲ့ရက်တည်းကသူမစော်ဤအိမ်ပြန်နာခွင့်ရခဲ့ခြင်းနေဘူးတန်းတက်တာခွင့်ရခဲ့ခြင်းဟာသူ့ရဲ့နောက်ွယ်ရာစောင့်ရှောက်မှုကြောင့်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့နင်းယူရင်ထဲမှာစောက်တီထားတဲ့ရေခဲသမားမှာကြောတဲ့ခန်းတက်ကြီးကတဖြည်းဖြည်းအေးပြောကျလာခဲ့တယ်။ခန့်ဖုံးကကတင်ပေါ်မှာနှင်းယူရဲ့ကိုယ်လုံးလေးကိုဖြင်းညင်းစွာနဲ့ဆွဲယူပြီးသူ့ရဲ့ရင်ခွင်ထဲကိုထည့်လိုက်တယ်။နှင်းယူကလည်းဒီတစ်ချိန်မှာတော့မငင်းဆန်နိုင်တော့ပဲသူ့ရဲ့ရင်ခွင်ကျဲကြီးထဲမှာမိချရင်းနဲ့ရှစ်နှစ်ကြာကာလအတွင်းအောင်အီးမျိုးတိတ်ထားသမျှမျက်ရည်တွေတို့ကိုလွတ်လပ်စွာနဲ့ကြာဆွင်းခွင့်ပေးလိုက်တော့တယ်။ကိုတောင်းမှန်ပါတယ်နှင်းအတိတ်ကအမားတွေအတွက်ကိုအချိန်ချင်းတောင်းမှန်ပါတယ်ကို့နောက်တစ်ချိန်လောက်အခွင့်ရေးပေးပါနင်းမပါတဲ့ဘဝဘလောက်ပဲအောင်မြင်နေပါစေအတိတ်ပဲမရှိဘူးဆိုတာကိုခုမှသိချသိလိုက်ရပြီကိုတို့ရဲ့ပြိုကွဲသွားခဲ့တဲ့ဘဝလေးကိုအစအနေပြန်ပြီးတိဆောက်ကြရအောင်ပါခံဖုံးရဲ့မျက်ရည်စတွေကနှင်းယူရဲ့စံရွယ်တွေပေါ်ကိုကျဆင်းလာတယ်အာနာဆန်းနဲ့တောက်ပနေရဲ့ခရိုင်ဝင်မင်းတဦးကအခုခါမှာတော့သူမရဲ့ရှေ့မောက်မှာအချစ်အတွက်ဒူးထောက်ရှုံးပေးနေတဲ့တာမန်ယောက်ျားတစ်ယောက်သာဖြစ်နေပါပြီ။ရှင်တကယ်ပဲကျမကိုထပ်ပြီးတော့စွန့်ပစ်မသွားတော့ဘူးလို့ဂရုပေးနိုင်မလား။နေယူဝါရှရင်းနဲ့တိုးတိတ်စွာနဲ့မေးလိုက်ပါတယ်။ဂရုပေးပါတယ်နဲ့
ကို့အသက်နဲ့လဲပြီးမင်းကိုကာကွယ်စောင့်ရှောက်သွားပါမယ်ကိုတို့ဘယ်တော့မှထပ်မခွဲကြတော့အဲ့ဒီနေ့မနက်ခင်းရဲ့စိတ်ယုံခန်းလေးမှာတော့နှွေထွေးတဲ့နေရောင်ကြီးနဲ့အတူတူအချစ်ရဲ့အလင်းရောင်ပါထိန်လင်းတောက်ပသွားခဲ့ပြီပဲဖြစ်တယ်ကံကြမ္မာရဟတ်ရဲ့ရက်ဆက်တဲ့လောင်ပြောင်မှုတွေနားလည်မှုလွဲမှားခြင်းတွေနဲ့ဆင်းရဲဒုက္ခအားလုံးဟာသူတို့နှစ်ဦးရဲ့စစ်မှန်တဲ့မေတ္တာတရားရှိမှအရေးပြောကျသွားခဲ့ပြီပဲဖြစ်တယ်ချစ်ချင်းမေတ္တာဆိုတာအချိန်တွေအကွာအဝေးတွေကြောင့်တကယ်ပဲအဆုံးတက်သွားတတ်သလားဆိုတဲ့မိခွန်းအတွက်အဖြေကိုအခုခါသူတို့နှစ်ဦးစလုံးရှင်းလင်းစွာနဲ့ရရှိသွားခဲ့ကြပြီပဲဖြစ်တယ်အချိန်တွေအကွာအဝေးတွေနဲ့ဘလောက်ပဲဆိုးရတဲ့လောကရန်တိုက်ခိုက်မှုတွေရှိနေပါစေတကယ်တမ်းစစ်မှန်တဲ့ချစ်ချင်းတရားဆိုတာမုံတိုင်းအလွန်မှာတော့ပေါ်ထွက်လာတတ်တဲ့တက်တန့်ရောင်မနှက်ခင်းလိုပိုမိုလှပခိုင်မြဲစွာနဲ့အသက်ဝင်ရှင်သန်နေမှသာဖြစ်ကြောင်းခန့်ဖုံးတဲ့နှင်းယူတို့ရဲ့အချစ်ဇလန်းလေးကတက်တည်ပြလိုက်ပါတော့တယ်ပရိသတ်များရှင်ဇလန်းလေးကတော့ကျမရင်ပြီးဆုံးပါပြီနောက်ရက်ဒီမှာလည်းဇလန်းကောင်းလေးတွေကိုထပ်မံပြီးတော့တင်ဆက်ပေးသွားပါဦးမယ်ရှင်